ဗုဒ္ဓခေတ်တထေးကြီးများနဲ့ကြွယ်ဝချမ်းသာမှုပိဋကစာပေထဲမှာပင်စအမိတဘောဂအမိတဘောဂဆိုတာပိုင်ဆိုင်တဲ့ဝေကျေတနာလေယာအိမ်ချံတိုက်တာစတဲ့သူတို့ပိုင်ဆိုင်မှုတွေစီစဉ်ဥစ္စာတွေရဲ့အတိုင်းအတာကန့်သတ်မရှိအောင်ချမ်းသာကြွယ်ဝတယ်လို့ဆိုတဲ့တထေးကြီးတွေအမိတဆိုတာအတိုင်းအတာမရှိကြွယ်ဝချမ်းသာတဲ့တထေးကြီးကောဘုရားမြတ်စွာလက်ထက်တော်အခါကာလမှာ9ယောက်ရှိတယ်အမိတဘောဂဆိုတဲ့တတ်မှတ်ထားတဲ့တထေးကြီးတွေက9ယောက်ရှိတယ်အဲ့ဒီ9ယောက်စလုံးဟာဗေမိတာရဘုရင်ကြီးပိုင်ဆိုးတဲ့အင်္ဂါတိုင်းနဲ့မကရာတိုင်းလို့ဆိုရင်ဒီတိုင်းနှစ်တိုင်းအတွင်းမှာပဲရှိကြတယ်တခြားဒေသတွေမှာရှိတဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရှိတော့လဲသူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေကဂရေ40တို့ဂရေ80တို့ဒီလိုပဲပြောရတယ်ပေါ့ခုခေတ်နဲ့ပြောမယ်ဆိုလို့ရှိရင်တော့မီလီယံနာအထိအောင်မကဘူးဘီလီယံနာထရီလီယံနာအထိအောင်သူတို့ကြတော့အတိုင်းအတာကန့်သတ်မရှိချမ်းသာကြွယ်ဝတယ်လို့ဒီလိုဆိုတာပေါ့အဲ့ဒါလောက်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေဟာဘယ်ပုံပဲနည်းနဲ့ချမ်းသာကြွယ်ဝလာကြတာလဲဆိုတာချမ်းသာကြွယ်ဝပြီးတော့သူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေနဲ့လောကကြီးကိုအကျိုးပြုခဲ့ကြသလားမပြုခဲ့ကြဘူးလားသူတို့ရဲ့ချမ်းသာကြွယ်ဝမှုတွေဟာလူသားတွေအတွက်အကျိုးဖြစ်ထွန်းမှုရှိသလားသူတို့အတွက်အကျိုးဖြစ်ထွန်းမှုရှိသလားဆိုတာတစ်စိတစ်စောင်းပိဋကတ်မှာမှတ်တမ်းတင်ထားတာလေးတွေကိုကြည့်ဖို့ရသော်ဘုရားသခင်ကိုရောမြတ်ရဲ့ဓနနဲ့ပတ်သက်တဲ့ဆုံးမဩဝါဒလေးတွေမှတ်သားနာယူထားပြီခဏခေတ်မှာလည်းချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဘယ်လိုနည်းနဲ့ချမ်းသာကြွယ်ဝလာသလဲဆိုတာဒါလည်းပဲတစ်စိတစ်စောင်းကြည့်ရှုဖို့လိုအပ်တယ်ပေါ့လူတိုင်းဟာချမ်းသာကြွယ်ဝကြတာတော့အမှန်ပဲလူတိုင်းချမ်းသာကြတယ်ချမ်းသာအောင်ကြိုးစားကြတယ်ချမ်းသာအောင်ကြိုးစားတဲ့အချိန်မှာကြိုးစားဖို့ကြိုးစားနည်းတွေဒီကနေ့ခေတ်ချမ်းသာအောင်ကြိုးစားတာနဲ့အတိတ်ခေတ်ကချမ်းသာအောင်ကြိုးစားကြတာချင်းကွဲပြားချမ်းသာမှုရှိတယ်ဆိုတာကိုဘုန်းကြီးတို့လေ့လာသိရှိနိုင်ကြတယ်ပေါ့နော်။ဘာကြောင့်ချမ်းသာကြတယ်။ဘာကြောင့်ကြွယ်ဝကြတယ်ဆိုတာ။အဲ့တော့မြတ်စွာဘုရားလက်ထက်ကဒီတဋ္ဌိလို့ခေါ်တယ်တထေးပါဠိစာပေမှာတထေးကိုတဋ္ဌိလို့ခေါ်တယ်။တဋ္ဌိဆိုတဲ့စကားလုံးနဲ့အသုံးပြုတာ။ချမ်းသာကြွယ်ဝသူတဋ္ဌိဆိုတဲ့ပါဠိစကားကိုကြည့်ပြီးတော့တချို့ကပါဠိနောက်လိုက်ပြီးမြန်မာစကားတဋ္ဌိကလာတာဆိုပြီးတော့တေထေးလို့ရေးတာလည်းရှိတယ်နော်တဋ္ဌိဆိုတဲ့စကားလုံးကိုကြည့်ပြီးထာဝမ်းပဲနဲ့တေထေးအများအားဖြင့်ရေးတာတော့သူထေးလို့ရေးတယ်ထေးတယ်ဆိုတာဟာတဋ္ဌိကထနဲ့ဟုတ်ချင်မှာဟုတ်ပဲဗမာစကားမှာထေးတယ်ဆိုတာပေါ်များတယ်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်လည်းရှိတယ်ပေါ့တထေးတကြွယ်လို့မာစကားမှာတွဲဖက်ပြီးတော့ခေါ်လေးရှိကြတယ်အဲ့တော့မြန်မာစာရေးထုံးမှာတော့တေထေးလို့မရေးဘဲနဲ့သူထေးချမ်းသာသူထေးကြွယ်သူဆိုတဲ့အဓိပ္ပာယ်နဲ့သူထေးသူကြွယ်ဒီလိုမြန်မာစာပေမှာရေးထုံပြုလာခဲ့ကြတယ်ပေါ့အဲ့ဒီတဋ္ဌိဆိုတဲ့ဒီအခေါ်အော်ဟာယာဓုဌာဏန္တရတစ်ခုရဲ့အခေါ်ပဲတဏှိမှာအလွန်ကြွယ်ဝချမ်းသာလာပြီဆိုလို့ရှိရင်ဘုရင်ကတဋ္ဌိသတ္တလို့ခေါ်တယ်တထေးဆောင်တဲ့ထီကိုပေးပြီးတော့တထေးလို့အတိမတ်ပြုပြီးတော့တထေးရလူပေးထားတာပေါ့နော်တထေးရလူပေးတာအဲ့ဒါလို့တထေးရလူပေးပြီးတထေးဒီတထေးထီးကိုဆောင်းရတဲ့ပုံကိုမျိုးတွေရှိတာအင်္ဂလိပ်လက်ထက်ကတော့
ဗမာပြည်မှာစာပွဲပေးတယ်လို့ထင်နေပေါ့နော်ဗမာပြည်မှာစာဖိုးသားတို့စာဥသွင်းတို့ဆိုတာမျိုးတွေပေါ့အဲ့တော့ပတ်စံချမ်းသာတဲ့ပုဂ္ဂိုလ်တွေအစဉ်အဆက်လောကမှာရှိကြတယ်အဲ့တော့ကြွယ်ဝချမ်းသာတယ်ဆိုတာဟာသူတို့ရဲ့ကျွမ်းကျင်လိမ္မာမှုကြောင့်ကြွယ်ဝချမ်းသာတာလည်းဖြစ်တယ်ကံကြမ္မာရဲ့ကုသိုလ်ကံရဲ့အရှိန်အဝါကြောင့်ချမ်းသာကြွယ်ဝမှုရတာလည်းရှိတယ်။ရသောအဖြစ်ဘုရားမြတ်စွာလက်ထက်တော်အခါကာလတုန်းကအမိတဘောဂဆိုတဲ့တထေးကြီး5ဦးကတော့ကံတရားနဲ့သက်ဆိုင်ပြီးတော့ချမ်းသာကြွယ်ဝမှုပြုကြတယ်။အလွန်ချမ်းသာကြတယ်သူတို့ချမ်းသာတာဟာအတိုင်းအတာကန့်သတ်မရှိအောင်ချမ်းသာတယ်။ကုသိုလ်ကံဟာအလွန်ကြီးမားခဲ့ကြလို့ထိုကုသိုလ်ကံရဲ့အကျိုးကိုခံစားကြတယ်။ကျန်တဲ့တထေးတွေကတော့အတိုင်းအတာတစ်ခုရတထေးဆိုတဲ့ယာဓုရှိတော်လည်းပဲအမိတဘောဂလို့ခေါ်လောက်အောင်မရှိဘူးပေါ့အမှန်တန်ကြီးမားတဲ့တထေးကြီးတွေသုံးမကုံဆွဲမကုံအတိုင်းအတာအကန့်အသတ်မရှိအောင်ချမ်းသာကြွယ်ဝတဲ့တထေးကြီး5ဦးဆိုတာဘုရားမြတ်စွာလက်ထက်တော်ခါကာလတုန်းကပေါ်ခဲ့ဘူးတဲ့အဲ့ဒီတထေးကြီးတွေကဓမ္မပဒအထက်ကထာမှာဖော်ပြထားတဲ့အတိုင်းဇောတိကဆိုတဲ့တထေးအလွန်ချမ်းသာတဲ့စတိလဒုတိယတထေးကစတိလတတိယတထေးကမင်တကစတုထတထေးကပုံနာနဲ့ပင်စမမြောက်တထေးကကာကဝလိယဆိုတဲ့တထေးအဲ့ဒီမှာဇောတိကတို့စတိလတို့မင်တကတို့လို့ဆိုတဲ့အထက်မှာဒီမွေးကလေးကတထေးမျိုးကမွေးပြီးတော့ချမ်းသာလာတာကတော့ဇောတိကတို့မွေးရချမ်းသာလာတယ်ဇောတိကတထေးကစတိလတထေးကလည်းပဲတထေးသားပဲမွေးရချမ်းသာလာတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောဘုံကံပါရမီရှိတဲ့ပုဂ္ဂိုလ်ဘုံကံပါရမီဆိုဒီမှာအတိတ်ဘဝကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒါကြောင့်မလို့ကံကြမ္မာအကျိုးပေးတာဖြစ်သောကြောင့်သူတို့ရဲ့ချမ်းသာကြွယ်ဝမှုကအလွန်ကြီးမားမင်တကတထေးဆိုတာလေထို့တူပဲအလွန်ချမ်းသာတဲ့တထေးပဲနောက်ဆုံး2ယောက်ဖြစ်တဲ့ပုံနကလို့လည်းရေးတယ်ပုံနတထေးနဲ့ကာကဝလိယတထေးကတော့တထေးတွေမဟုတ်ဘူးတထေးအိမ်မှာအခါစားလုပ်နေရတဲ့အဆင့်နှိမ့်တဲ့ပုံကိုယ်တွေကနေပြီးတော့ကုသိုလ်ကောင်းမှုအကျိုးပေးလိုက်တာနဲ့တထေးဖြစ်သွားတာ။ဘာနဲ့ဥပမာတူတော့ဆိုရင်ထီပေါက်လို့တထေးဖြစ်သွားတဲ့လူနဲ့တူတယ်သူတို့။မူလကသူတို့ကချမ်းသာတဲ့ပုံကိုယ်တွေမဟုတ်ဘူးအလွန်ဆင်းရဲတယ်။သူများအိမ်မှာလက်လုံးလက်စားလုပ်ပြီးနေရတယ်။နေရင်ကနေပြီးတော့သူတို့ကတထေးဖြစ်သွားကြတာ။အောစရာတော့ကောင်းတယ်။မျိုးရိုးတထေးမဟုတ်ပဲနဲ့အမိတဘောဂဆိုတဲ့အတိုင်းတာကန့်တတ်မရှိကြွယ်ဝချမ်းသာတဲ့တထေး5ဦးထဲမှာဒီ2ယောက်ကကျွံမျိုးတွေနော်အလုသမားမျိုးကနေပြီးတော့တထေးဖြစ်သွားတာ2ယောက်ပါတယ်ပေါ့ဒီထဲမှာအဲ့ဒီထဲမှာဇောတိကတထေးဆိုတာကတော့တကယ်ကိုဘုံကံပါရမီတွေရှိလာတဲ့အတွက်ကြောင့်မြေကြီးကရွှေတိပေးရတဲ့ပုဂ္ဂိုလ်မျိုးမွေးကြတဲ့ကထူးထူးခြားခြားတထေးအိမ်မှာမွေးပြီးတော့အလုံးကိုနောက်ဆုံးဘဝအနေနဲ့ကုသိုလ်ကံမှုတွေကနေအကျိုးပေးတာသူလုပ်ခဲ့တဲ့ကုသိုလ်တွေကလည်းရှိတယ်အတိတ်ဘဝတုန်းကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့်သူကအကျိုးပေးတာဇောတိကတထေးသူမွေးလာတဲ့ရက်မှာရာဇဂိုမြို့မှာရှိတဲ့လက်နဲ့တွေဓာတ်တွေလမ်းတွေအလုံးဟာအယောင်အလင်းတွေဖိတ်တောက်အောင်ထွက်ပေါ်လာခဲ့တယ်။ဒါကြောင့်မို့သူ့ကိုအယောင်အလင်းတွေနဲ့သူမွေးတာရဲ့အမတ်တရအယောင်အလင်းတွေဖြစ်ပေါ်လာတာကိုကြည့်ပြီးတော့သူ့ကိုဇောတိကလို့နာမည်ပေးထားတာ။ထူးခြားတဲ့အတိတ်နိမိတ်တွေပေါ်လို့ဇောတိကအရွယ်ရောက်တော့ဒီသူနေဖို့အိမ်ယာရွေးလိုက်တဲ့အခါကျတော့
ကြီးမားလာတဲ့ဒီသူနေဖို့အိမ်ကြီးရတယ်အလွန်ထူးထူးဆန်းဆန်းစာထဲမှာပါတဲ့အတိုင်းဆိုတရားမင်းကြီးကိုယ်တိုင်ကလာပြီးတော့ဒီလက်သမားရောင်ဆောင်းပြီးတော့ဆောက်လုပ်ပေးရတဲ့အဆောက်အဦဒါလည်းပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့ဘုံကအလျောက်ဖြစ်ပေါ်လာတာလို့ဒီလိုပြောတခါတရံကျတော့ဒီတရားမင်းကနေခဏခဏလူပြေဆင်းပြီးတော့လှုပ်ပေးဖို့ဆိုတာတရားအသက်နဲ့လူအသက်နဲ့အလုံးအချိန်လေးကအလုံးကွာခြားတယ်ပေါ့နော်ယုတ်တိကိုကြည့်မယ်ဆိုလို့ရှိရင်တရားဆိုတာလာလို့တော့ရတာပေါ့သို့တော်လဲလူပြေမှာအနှစ်တရာကာဝရိဏနတ်ပြေမှာတရက်ဆိုတာနဲ့တွက်မယ်ဆိုရင်တော့မိနစ်ပိုင်းစက္ကန့်ပိုင်းလေးနဲ့သူကခဏခဏဆင်းရတယ်လို့ဖြစ်နေတယ်ဒီတကြံတာတော်ကြတကြံကြပြန်ပြီတော်ကြံတကြံကြပြန်ပြီတရားလုံးเสียအချိန်တောင်ရှိမှာမဟုတ်လူပြေကတကြံကြတိုင်းဆင်းနေရတယ်နော်အဲ့တော့တခါတရံကြတော့လူတွေရဲ့ဝေါဟာရမှာ personalization ဆိုတာရှိတယ်ဂျိုးတစ်ခုကနေဂျိုးတစ်ခုပြောင်းတာတော့အဲ့ဒါမျိုးကိုသူကဂျိုးကိုပဲလူလိုနာမည်ပေးလိုက်ပြီးတော့တက်ရှိပုဂ္ဂိုလ်အနေနဲ့တင်စားပြီးတော့သုံးတာမျိုးဥပမာမယ်ဝတ္တုံတရီဆိုတဲ့နတ်သမီးကိုကြည့်ပါမြတ်စွာဘုရားဒီဘောဓိပင်အောက်မှာအဋိဋ္ဌံပြီးတော့ထိုင်တယ်ဘုရားမဖြစ်ရင်ဒီနေရာမှာမထတော့ဘူးလို့ဆိုတဲ့အချိန်မှာမန္တသားကလာပြီးတော့နှောက်ယှက်တယ်အကြီးအကျယ်လက်နဲ့တွေနဲ့ချင်းချောက်လာမှုတွေပြုလာတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားကမြေကြီးကိုလက်ညှိုးညွှန်တယ်ပါရမီ10ပါးဖြည့်ကျင့်ထားတာတတိတာရကအနေနဲ့မြတ်စွာဘုရားပြတယ်အဲ့ဒါကို personalization အဲ့လက်ညှိုးညွှန်ပြလိုက်တဲ့အခါကျတော့မြေကြီးကတုံဟိပြီးတော့ရေတွေပန်းထွက်ပြီးမနစတိဘောပါတွေဟာအကုန်လုံးရေထဲမျောပါကုန်တယ်ဆိုတာကို personalization လုပ်တဲ့အခါကျတော့ဘာလုပ်လဲလို့ဆိုဝတ္တုံတရီနတ်သမီးကဆံပင်ကိုညှစ်ချတယ်ဆိုတာဖြစ်လာတယ်နော်ဝတ္တုံတရီနတ်သမီးကအဲ့တော့ဘုရားကိုနတ်သမီးကကူညီတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ဒါကဝတ္တုံတရီဆိုတဲ့စကားလုံးကိုကမြေကြီးလို့အဓိပ္ပာယ်ရတယ်နော်အဲ့တော့လူတွေရဲ့စိတ်ထဲမှာနတ်သမီးကနေပြီးတော့ဆံပင်ကိုညှစ်လိုက်တာနဲ့အခုခေတ်သပင်တွေညှစ်ကြည့်ပါလားရေချိုးထားလဲဒီလောက်တော့ထွက်မှာမဟုတ်တာကြီးဘူးနော်အဲ့တော့သပင်ညှစ်ချလိုက်တာနဲ့အကုန်လုံးမန္တသားတွေရေမျောကုန်တယ်ဆိုရင်မန္တကသူ့ကိုဒီတိုင်းထားမှာမဟုတ်ဘူးသပင်ညှစ်လို့ရှိရင်တော့ဆံပင်အပြတ်ခံရမှာပဲသိကြဘာလို့ဆိုမန္တကသူ့တဲ့ဘုံကိုကြည့်တယ်လေမနတ်ဆိုတာဘယ်ဘုံမှာဖြစ်တဲ့နတ်လဲလို့ဆိုရင်ဝတ္တဝတ္တိနတ်ပြည်6ထပ်မှာအမြင့်ဆုံးမှာသူကဘယင်လားလို့ဆိုတော့ဘယင်တော့မဟုတ်ဘူးဘယင်ကိုပုံကန်းနေတဲ့တဘုံနတ်ပေါ့တဘုံနတ်ဘယင်ကဘယ်သူတော့ဆိုရင်ဝတ္တဝတ္တိနတ်မင်းကြီးကအဲ့ဒီဝတ္တဝတ္တိနတ်ပြည်ကိုအုပ်စိုးတယ်လို့ဒီလိုဆိုတယ်မနတ်ကတော့အဲ့ဒီနတ်ပြည်မှာရှိတဲ့တကိုးကြီးပြီးဆိုးစွမ်းသူလူတွေမှာလည်းလူဆိုးစွမ်းတဲ့လူရှိတာပဲလေနတ်ထဲမှာလည်းပဲနတ်ဆိုးစွမ်းဆိုတာရှိတယ်ဆိုးစွမ်းတဲ့လူဆိုတာဘယ်တော့ဖြစ်ဖြစ်မကောင်းတာတွေးတယ်မကောင်းတာလုပ်တယ်မကောင်းတာကြံတယ်ဒါဟာသူ့အတွက်ပဲအလုပ်တစ်ခုလိုဖြစ်နေအဲ့တော့ဝတ္တုံတရီဆိုတာမှတ်ရမှာတော့တကယ်နတ်သမီးကဆံမင်လာရညှစ်တယ်လို့မမှတ်သင့်ဘူးပေါ့နော် personalization လုပ်လိုက်တာမြေကြီးကတုံဟိပြီးမြေကြီးတွေကရှိတဲ့ရေတွေပန်းထွက်ပြီးတော့မန္တသားရဲ့စစ်တီဘဝတွေမျောကုန်တယ်ဆိုတာကတော့ဒါကတော့တဘာဝပဲပေါ့မြေကြီးအောင်မှာရေတွေရှိတယ်ဆိုတာတော့ခဏခေတ်လည်းပဲတူးရင်ထွက်နေတာပဲလေဒါတော့လောကတဘာဝနဲ့ကိုက်ညီတယ်ပေါ့အဲ့ဒါလို့တင်စားသုံးတာမျိုးတွေအခုလည်းပဲဇောတိကအိမ်ကိုတရားမင်းကလာပြီးတော့ဆောက်ပေးတယ်ဆိုတာဆောက်ပေးတဲ့လူကဘယ်သူမှမသိမဲမဲရမရှိပဲနဲ့အဆောက်အဦကြီးကသိကောင်းတဲ့အခါကျတော့နတ်ကလာဆောက်ပေးတယ်လို့ဒီလိုပြောမယ်ဆိုလို့ရှိရင်တော့ခေတ်ကလည်းလက်ခံနိုင်မယ်အားလုံးလည်းလက်ခံနိုင်တဲ့အနေအထားရှိတယ်နော်ဒါကကုသိုလ်ကံကအကျိုးပေးတာလေကုသိုလ်ကံကနေပြီးတော့ဩန္တရံပေါ်ပြီးတော့ဆောက်လုပ်တဲ့ပုဂ္ဂိုလ်နဲ့လာပြီးဆောက်ပေးသွားဥပမာမဲ့
ငရဲခံရတဲ့ပုဂ္ဂိုလ်တွေမှာလည်းပဲနှိမ့်ဆက်မဲ့ပုဂ္ဂိုလ်တွေကရောက်လာတာပဲလေသူအကုသိုလ်ကံကြောင့်ရောက်လာကုသိုလ်တွေလောက်တဲ့ပုဂ္ဂိုလ်ဘုံကံပါရမီရှိတဲ့ပုဂ္ဂိုလ်ကြတော့လေသူဘုံကံအလျောက်ဒီလိုပုဂ္ဂိုလ်မျိုးတွေဆိုတာပေါ်လာတာပဲလောကလူတွေကအဖြေရှာမတွေ့လို့ရှိရင်နတ်ဆိုတာကိုပြောလို့ရှိကြတဲ့သဘာဝပဲဟောဗမာပြည်မှာလည်းအဲ့လိုပြောတာလေတော်ထဲမှာရေတွင်းဟာဘယ်သူမှတူးတာမဟုတ်ဘူးသူ့ဘာသူရေတွင်းလေးဖြစ်နေတယ်ဆိုရင်ဘာခေါ်လဲနတ်ရေတွင်းနတ်ရေတွင်းနဲ့ရေကန်လေးတွေ့ရင်ဘာလဲနတ်ရေကန်တဲ့ဒီလိုခေါ်တာခေါင်းမှာဘယ်သူမှမရိပ်ဖဲနဲ့ကွက်ပြီးတော့လှုပ်ရင်နတ်နှုတ်တယ်လို့ပြောတာပဲနော်သဘင်တွေကွက်ပြီးတော့ကျွတ်နေနတ်နှုတ်တယ်လို့ပြောတယ်အဲ့ဒီတဲ့ပိုးသေးကြတာမိုးကုတ်နေဘူးတဲ့လူတွေသိလိုက်တယ်မိုးကုတ်ကလူတွေဝေါ်ဟာရတစ်ခုရှိတယ်မိုးကုတ်မှာပရမညာကြောက်တွေထွက်တာဖြစ်တော့တွင်းထဲကသူကသူထွက်လာကြတဲ့ကထောင်ကလေးတွေတည်တည်ချာချာချောချောမွေ့မွေ့သွေးထားတာကြနတ်သွေးလို့ခေါ်တယ်လူသွေးတာမဟုတ်ဘူးသွေးထားသလိုပဲကြောက်ကလေးတွေကတွင်းထွက်ကိုသွေးထားသလိုဖြစ်တာကြတော့သူတို့ကနတ်သွေးလို့ခေါ်တယ်နော်နတ်ကသွေးပေးထားတယ်ပေါ့အခုလဲဇောတိကရဲ့ဘုံမိမှန်ကိုဆောက်လုပ်သူပုဂ္ဂိုလ်မရှိသည့်အတွက်ကြောင့်တရားဆောက်တာဒီလိုပြောလို့ရမှာပေါ့နော်ဗမာပြည်ဘုရားသမိုင်းတွေကြည့်ရင်လည်းတရားခဏခဏဆင်းတာတွေ့ရတယ်နော်တရားခဏခဏဆင်းတယ်တရားမဲကူအဲ့တော့တရားဆိုတာ तू ကစိတ်ညွတ်လိုက်ရင်လည်းဒီမှာကုသိုလ်ကံနဲ့ပေါင်းစပ်ပြီးတော့ဖြစ်လာနိုင်တာပေါ့သူကိုယ်စလဲလည်းဖြစ်ခြင်းဖြစ်မှာပေါ့ကိုယ်စလဲဆိုတာဒီဘုံမစုနတ်တွေဆိုတာလူတွေနဲ့ရောရှက်ပြီးတော့နေကြတာလေစတုပါတဲ့နတ်တွေကဘုံမစုနတ်တွေပဲဘုံမစုနတ်တွေရဲ့ပြောတဲ့ကြားမှအထက်နတ်တွေကသိကြတာတပည့်သက်ကြတရားဟောတော့ပါရမောလားနတ်တွေအစဉ်စဉ်ကြွေးကြော်သွားတာဘုံမာနံဒေဝနံတတ္ထံမနုဿဝိတဝါနော်သတုပါရာဇိကာဒေဝတာဝရိနာဒေဝနဲ့ဆိုပြီးတော့တဖြည်းဖြည်းသတင်းဟာကျက်ပြန့်သွားတဲ့အဓိပ္ပာယ်လူတွေနဲ့အနိစ္စဆုံးကတော့ဘုံမစုတတ်တယ်ပဲတရားမင်းကနေပြီးခိုင်းလိုက်လို့လှုပ်တာလည်းဖြစ်ကောင်းဖြစ်မှာဒါကယုတ်တိရှိအောင်ယူလို့ရတယ်ပေါ့နော်ယုတ်တိရှိအောင်ဒါကြောင့်မို့လို့ဒီပုံဝတ္ထုတွေကြတော့အသိမှတ်လို့မရမြတ်စွာဘုရားဟောတဲ့တရားသစ္စာ၄ပါးမဂ္ဂင်၈ပါးဝိပဿနာကျင့်စဉ်ဒါတွေကတော့ပြောင်းလဲမရှိဘူးဘယ်ခေတ်မှာပဲဖြစ်ဖြစ်ပုံသေးမှန်ကန်နေမှာပဲသာဝရမှန်ကန်နေမှာအကုသိုလ်နဲ့ပတ်သက်ပြီးလောဘဒေါသမောဟဆိုတာလေသာဝရမှန်ကန်နေတဲ့တရားတွေပဲဒါတွေကအပြောင်းလဲမရှိဘူးစတိုရီတို့ပုံဝတ္ထုတို့ဆိုတာတော့အပြောင်းလဲတွေရှိနိုင်တယ်ပေါ့တင်စားပြီးပြောတာမျိုးတွေဒီဟာမျိုးတွေရှိနေအဲ့တော့ဇောတိကဆိုတာကုသကံအမတမကြီးမားသည့်အတွက်ကြောင့်သူနေဖို့ဘုံမိမှန်ဆောက်လိုက်တဲ့အချိန်ကစပြီးတော့သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာအတိုင်းအတာကန့်သတ်မရှိအောင်ဘယင်ရဲ့စံနန်းတော်တဲ့ပို့ပြီးတော့ကြီးမားတဲ့ချမ်းသာကြွယ်ဝမှုကိုရသွားတယ်လို့ဒီလိုဆိုတာနောက်တစ်ယောက်စတိလဆိုတာကြတော့သူကတထေသာတော့တထေသာပဲအကုသကံပါလာသည့်အတွက်ကြောင့်မွေးပြီးတာနဲ့ရေဝရဲထည့်ပြီးအမျောခံလိုက်ရသို့တော့ဘုံကံပါရမီရှိရေထဲမှာမျောခံလိုက်ရကသဗ္ဗမြတ်စွာဘုရားလက်ထက်တော်အခါကာလတုန်းကကိုတော်တို့ဘုရားရေထဲသာမျောပစ်လိုက်လို့သူကအိမ်ရှင်မနဲ့စိတ်ဆိုးနေတော့ပြောလိုက်တဲ့စကားကြောင့်သူကရေထဲအမျောခံဝစီဝေဒကံကြောင့်သို့တော့သူလုပ်ခဲ့တဲ့ကုသိုလ်ကံတွေကြောင့်သူဟာလည်းပဲသူအိမ်ယာရွေးချယ်ပြီးတော့ဆောက်လိုက်တဲ့အချိန်မှာအိမ်နောက်ဖေးမှာရွှေတောင်ကြီးပေါက်လာတယ်လို့ဒီလိုဆိုတယ်အဲ့ဒါကြောင့်မို့လို့သူကရွှေသိပ်ချမ်းသာတဲ့တထေးဒီလိုဖြစ်ရတယ်ပေါ့ဇောတိကတို့စတိလတို့ဆိုသုံးမကောင်အောင်ချမ်းသာတဲ့တထေးအဲ့တော့ဒီပုဂ္ဂိုလ်ကြီးချမ်းသာတာဟာတရားဇာတတွေတူးဖော်ပြီးတော့ရောင်းချလို့ချမ်းသာတာမျိုးမဟုတ်ဘူးကုသိုလ်ကောင်းမှုလုပ်ပြီးတော့အတိတ်ဘဝကကံတရားကပေးတဲ့ချမ်းသာကြွယ်ဝမှုမျိုးတွေလို့ဒီလိုမှတ်ရမှာပဲသို့တော့သူတို့မလုတ်တတ်ထားလားလို့ဆိုမဟုတ်ဘူးဇောတိကစတိလတထေးရဲ့မှတ်တမ်းလေးတစ်ခုမှကြည့်မယ်ဆိုရင်သူ့ကိုမွေးစားတဲ့သူ့ကိုခိုင်းထားတဲ့တထေးတယောက်ကဒီ
40 လ 12 လလောက်ရောင်းမှကုန်ရမယ့်ပစ္စည်းတစ်ခုကို10 မိနစ်ထဲနဲ့ကုန်အောင်ရောင်းနိုင်တယ်သူစွမ်းရည်တတ္တိကအဲ့လိုရှိတယ်ပေါ့သူထိုင်ရောင်းလိုက်တာ10 မိနစ်ထဲနဲ့ကုန်သွားတယ်တထေးကလာတော့အခါသူရောင်းမယ်ဆိုရင်တစ်နှစ်နီးပါးရောင်းရမယ့်ပစ္စည်းတွေ10 မိနစ်ထဲဖြုံးပစ်တယ်လို့ထင်သွားတာတကယ်ကတော့သူ့ရဲ့စွမ်းရည်တတ္တိနဲ့သူပြောတဲ့ဈေးနှုန်းအတိုင်းသူ့ရဲ့ဘုံကံကြောင့်ဝယ်တဲ့လူတွေကြိတ်ကြိတ်တိုးပြီးဝယ်ဒါနဲ့သူဟာတထေးကြီးကသူ့သမီးနဲ့ပေးစားပြီးတထေးရသူရသွားတာအဲ့တော့လူတွေမှာကြံ့ကျင်မှုလည်းရှိတယ်ကံကောင်းတာလည်းပါတယ်လိမ္မာပန်းတတ်မှုလည်းရှိတယ်ပေါ့နော်မတက်ဖဲနဲ့အချောင်တထေးဖြစ်တာလို့ဒီလိုတော့မတွေ့နဲ့လောက်တက်ခိုင်တတ်တယ်သူတို့မှာစွန့်ရည်တတ္တိတွေရှိတယ်နောက်တစ်ခါမင်္ဒကတထေးဆိုတာကြတော့သူကမင်္ဒကဆိုတာစိတ်လို့အဓိပ္ပာယ်ရတယ်ပေါ့နော်မင်္ဒကတထေးကြီးတို့ကတော့အင်တမသူတို့ကမဂရတိုင်းကမဟုတ်ဘူးအင်္ဂါတိုင်းဗတ္တိယမြို့ကသူကတခြားလူမဟုတ်ဘူးဝိတခါရဲ့အဖိုးမင်္ဒကတထေးဆိုတာဝိတခါနဲ့အဖိုးတော်အဲ့ဒီမင်္ဒကတထေးကြီးရဲ့သူ့ရဲ့ဇနီးသူမနာဒေဝီရဲ့တာပုံနာဝဒနာရဲ့ဓနေစရရဲ့လေအာဓနေစရရဲ့ချွေမရဲ့ဟောကျုံပုံနာရဲ့ဆိုတာသူတို့ကပင်စမဟာပုံညတဲ့ဘုံကံကြီးမားတဲ့ပုဂ္ဂိုလ်5ဦးလို့ပစ္စေကဗုဒ္ဓစီဆွန့်လွတ်ပြီးတော့ဆူတောင်းခဲ့လို့သူတို့ရဲ့ဘုံကံတွေကအမြဲတမ်းကြီးမားထူးခြားတဲ့အံ့ဩဖွယ်အစွမ်းရည်တတ္တိတွေရှိတယ်ကံကြမ္မာဆိုတာအမြဲတမ်းထူးခြားတယ်နော်ကိုဆူတောင်းတဲ့အတိုင်းကံကြမ္မာကအကျိုးပေးတာကုသိုလ်ကံကအကျိုးပေးတာအဲ့ဒီတထေးကြီးဆိုရေမိုးချိုးကိုတော်နေစဘာကိုတော်နေဖွင့်ပြီးရှင်းလင်းထားပြီးတော့ကောင်းကင်ကြည့်တာနဲ့ပဲစဘာတွေကကောင်းကင်ကကြလာပြီးတော့သူ့ကိုတော်နေအကုန်ပြည့်သွားတယ်အဲ့လိုစွန့်ရည်တတ္တိရှိတယ်လို့ဆိုလိုတယ်နော်ဒါသူ့ရဲ့ကုသိုလ်ကံကပေးတာဘယ်သူကပေးတာတော့ဆိုကုသိုလ်ကံပေးတာကုသိုလ်ကံကပေးပြီဆိုရင်လိုက်လို့ကတော့မမိဘူးပေါ့မင်္ဒကတထေးကြီးကအဲ့လိုကြွယ်ဝသလိုတထေးတော်ကြီးကလည်းဓမ္မကြွယ်ဝတယ်ထမင်းအိုးလေးချက်ပြီးတော့ကျွေးမွေးမယ်ဆိုလို့ရှိရင်သူ့လက်ကမလွတ်မချင်းအဲ့ဒီထမင်းဟာဘယ်တော့မှမကုန်ဘူးလာသမျှလူတွေအကုန်ကျွေးမကုန်ဘူးသူ့သားဖြစ်တဲ့ဓနေစရာကလည်းထူးဆန်းတဲ့ဘုံတကိုးတွေစွန့်ရည်တတ္တိတွေရှိတယ်ဘာလို့ဆိုလို့ရှိရင်ဝေးတစ်ထောင်အိတ်ကိုလက်ကကင်ထားပြီးတော့လောက်ခတွေပေးတာသူ့အိတ်တွေကဘယ်တော့မှယော့မသွားဘူးလေဟိုလူတွေလည်းအပြည့်ရတယ်အဲ့ဒါလို့စွန့်ရည်တတ္တိရှိတယ်သူကတခါသူ့ဇနီးကလည်းပဲထို့တူပဲစွန့်ရည်တတ္တိတွေရှိတယ်ကျွန်ဖြစ်တဲ့ပုံနာကလည်းပဲစွန့်ရည်တတ္တိရှိတယ်ထဲနဲ့တခါထွန်လိုက်လို့ရှိရင်ထွန်ရည်က9ချောင်းထင်နေတယ်ဟောသူများတခါထွန်ရင်တစ်ချောင်းပဲထင်တာသူက9ချောင်း9သွားထက်ထွန်ကြီးနဲ့ထွန်လာနဲ့တူပါလေကြာတာ9ချောင်းတခါလည်းထွန်ပြီးသားဖြစ်ဒါတွေကဆူတောင်းတွေကြောင့်ဖြစ်တယ်အဲ့ဒီမင်္ဒကတထေးဆိုတာဟာဒီလိုစွမ်းတကူရှိုံနဲ့မကဘူးသူလည်းပဲသူ့အိမ်ယာရွေးချယ်ပြီးအိမ်ဆောက်တဲ့အခါအိမ်နောက်ဖေးမှာရွှေဆေးရုပ်ကြီးတွေပေါ်လာတယ်အဲ့ဒီရွှေဆေးရုပ်တွေရဲ့ပါဇက်ထဲကနေနှိုက်လိုက်လို့ရှိရင်စားစရာတောက်စရာကအစအကုန်လုံးလိုချင်တာအဲ့ဒီထဲအကုန်ရတယ်ပရိသပင်ဒါကြောင့်မို့လို့မင်္ဒကတထေးလို့နာမည်ပေးတာသူဟာဝိတခါရဲ့အဖို့ပဲဝိတခါရဲ့အဖို့နောက်ပုံနာဆိုတဲ့တထေးကတော့တာမန်ပုဂ္ဂိုလ်ပဲသူများအိမ်မှာဒီအငှားလုပ်ပြီးတော့တထေးအိမ်မှာလဲထွန်ရတဲ့သူပေါ့သူတို့ဇနီးမောင်နှံအလုတ်မနာပဲနဲ့လဲထွန်တဲ့နေ့မှာရှင်သာရိပုတ္တရာမထေရမြတ်ကတမဘကထားလာတဲ့အချိန်မှာသူကတပူတို့ရေတို့ကတ်လိုက်တယ်သူဇနီးလှုပ်တဲ့လူကပုံနာလဲထွန်နေတာအတွက်ထမင်းပွဲထမင်းအုပ်ယူလာပြီးတော့ကျွေးဖို့တဲလာတဲ့အချိန်ရှင်သာရိပုတ္တရာနဲ့တွေ့တော့ရဲရောစေရနာထားပြီးတော့လှူလိုက်တယ်အဲ့ဒီကုသိုလ်ကောင်းမှုပဲအဲ့ဒီနေ့မှာပဲသူထွန်ရက်ထားတဲ့မြေကြီးခဲတွေကရွှေတုံးဖြစ်သွားတာမြေကြီးကရွှေသီးသွားတာအဲ့ဒါနဲ့သူဟာတထေးဘဝရောက်သွားတာနော်သူသမီးကဥဒ္ဒရာလို့ခေါ်တယ်ပေါ့သီရိမာတို့ဥဒ္ဒရာတို့ဆိုတာသူတို့ဇာလမ်းပဲပေါ့
နောက်တစ်ခါကာကဝလိယတထေဆိုတာဟာလည်းပဲတာမန်ဆင်းရဲသားတယောက်ပဲဆင်းရဲသားမှတစ်ခါဘုန်းကြီးကြောင့်သွားပြီးတော့ဆွမ်းညံဟင်းညံစားတဲ့လူတယောက်ပေါ့သို့တော့သူ့ရဲ့အမျိုးသမီးကဒီလောက်ကင်ရင်ကနေပြီးတရက်ကြတော့ဘာလုပ်လဲလို့ဆိုရင်ဗေမိသာရမင်းကြီးကမြို့ပြင်ထွက်တယ်မြို့ပြင်ထွက်ပြီးတော့ရာဇောသားတယောက်ရာဇောသားတွေအဲ့ဒီခေတ်ကလက်ဝက်ကတိုင်မှာကားတင်ပြီးတော့အပြစ်ဒဏ်ချမှတ်တဲ့ရာဇောသားမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဘုရင်ကြီးကအဲ့ဒီရာဇောသားတွေလှည့်ကြည့်တဲ့အချိန်မှာဘုရင်ကြီးကိုဒီလက်ပတ်ကြည့်တဲ့အချိန်လေးမှာရာဇောသားတယောက်ကသူမသေးခင်ဘုရင်ရဲ့ပွဲတော်အုပ်လေးကိုသူ့ကိုပေးပါလို့တောင်းလိုက်တာတောင်းတော့ဗေမိသာရမင်းကြီးကပို့ပေးမယ်လို့အာမခံလိုက်တာနော်အဲ့ဒီသလားအဲ့တော့အဲ့ဒီအချိန်မှာဗေမိသာရမင်းကြီးကလူတယောက်ကိုသိမိတ်ပေးပြီးတော့ကားတင်တာသူဟာဗုဒ္ဓဘာသာမဖြစ်ခင်ကလောက်တာပဲဖြစ်မယ်ဗုဒ္ဓဘာသာဖြစ်ပြီးတဲ့နောက်တော့အဲ့ဒါလိုရက်စက်တဲ့အလုပ်သူ့အနေနဲ့တော့လောက်မှာမဟုတ်တော့ပေါ့နော်အဲ့တော့သူ့လက်ထက်မှာစစ်မတိုက်ဘူးလားဆိုတာတိုက်တယ်ဘယ်လိုတိုက်တော့ဆိုလို့ရှိရင်ကြည့်ပစ္စန္တံဗနေဥစ္စိနထာတိုင်းပြည်မှာတဘုံတကန်းတွေမြို့တော်နဲ့ဝေးတဲ့နေရာတွေမှာတဘုံတွေထပြီးဆိုလို့ရှိရင်သူ့အနေနဲ့စေရနာတတ်နဲ့ပဲအေးနေကြဒေသတွေပြန်ပြီးစီကားအောင်မင်းတို့လှုပ်ကြဆောင်ရွက်ကြခါတိုင်းလိုပဲရောင်းပန်းဝယ်ပန်းလှပြီးတော့လူတွေဟာချမ်းချမ်းသာသာဖြစ်အောင်လှုပ်ကြလို့သူ့အမိတ်ပေးပုံကအဲ့ဒါလိုပေးလိုက်တာသူ့စိတ်ထဲမှာမင်းတို့တတ်ကြဖြတ်ကြဆိုတာတော့မပြောဘူးအဲ့လိုတော့မပြောဘူးသို့တော့ဟိုလူတွေကအကောင့်ထဲပေါ်တဲ့အခါဘာလုပ်လဲဆိုရင်သိုးသွမ်းတဲ့လူတွေဖမ်းနေတတ်တယ်ပေါ့ဒါပဲเนาะသူတို့ဘာလို့ရှင်းကြတယ်ပေါ့ဗေမိသာရမင်းကြီးကတတ်ခိုင်းတာတော့မဟုတ်ဘူးအဲ့ဒါသောတာပန်ကသူများကိုသေစေလိုတဲ့စိတ်နဲ့လှုပ်တာတော့မရှိဘူးသို့တော့တိုင်းပြည်ဆိုတာအစဉ်လာရအုပ်ချုပ်သွားကြတာသူဟာနဲ့သူအုပ်ချုပ်သွားအခုလည်းပဲကားတင်ပြီးတော့အပြစ်ဒဏ်ပေးခံရတဲ့ပုဂ္ဂိုလ်တခြင်းလျှိုထားတဲ့ပုဂ္ဂိုလ်ကဘုရင်ကြီးရဲ့ပွဲတော်သားကိုသူ့ပို့ပေးပါလို့ဆိုပြီးတော့တောင်းတော့ဘုရင်ကြီးကအကျဉ်းနာရှိတယ်လေရာဇောသားပြီမယ်လို့အကျဉ်းနာရှိလို့ပို့ပေးမယ်လို့အမခံခဲ့တာမနေ့ကမေ့နေ့ကြလဲမေ့ညနေစာစားတဲ့ချိန်မှာတတိယမိုးကချုပ်သွားအဲ့ဒါလို့မိုးချုပ်တဲ့အခါကျတော့အဲ့ဒီရာဇောသားစီမြို့ပြင်ထွက်ပြီးတော့ဘသူပို့ရဲလဲပို့ရဲတဲ့လူငွေ1000ပေးမယ်လို့မြို့ထဲမှာစီနဲ့တီးပြီးတော့လှက်လေကြော်ညာတဲ့အခါမှာကာကဝလိယရဲ့ဇနီးကနေပြီးတော့သူသွားမယ်ဆိုပြီးတော့ငွေ1000ကိုယူလိုက်တာယူပြီးတဲ့အခါသူကယောက်ျားလေးလို့ဝတ်တယ်တတ္တိတော့အတော်ကောင်းတဲ့အမျိုးသမီးနာယောက်ျားလေးလို့ဝတ်တယ်ဝတ်ပြီးတော့အဲ့ဒီထမင်းအုပ်ကိုယူသွားတယ်ဘုရင်စီကထမင်းအုပ်ငွေ1000ယူပြီးသွားပို့တယ်သွားပို့တဲ့အခါကျတော့ထမင်းအောက်ကနေဖြတ်တော့အဲ့ဒီထမင်းဆောင်တဲ့ဘလူးကနေပြီးတော့သူ့ရမင်းငါအစာဖြစ်ပြီဆိုပြီးတော့ဘလူးကစားမလို့လုပ်တဲ့အခါကျတော့မင်းငါစားလို့မရဘူးငါဘယင်ရဲ့တမန်ဘယင်ကခိုင်းတယ်ငါသွားလုပ်အောင်ပါဆိုတော့သူတို့ကလည်းဘယင်တမန်ဆိုရင်မလုပ်ရဲတဲ့သဘောရှိတယ်ပေါ့နော်အဲ့ဒါနဲ့ထမင်းဆောင်ကဒီလိုဆိုလို့ရှိရင်ငါသတင်းစကားပေးခြင်းတယ်မင်းအဲ့ဒါပြောလိုက်ပါလို့ဆိုဘာပြောခိုင်းတာတော့ဆိုအဲ့ဒီထမင်းဆောင်၌ဘလူးရဲ့နာမည်ကဒီကတာလာတဲ့ဒီကတာလာရဲ့ရောက်ခမသူမနာဆိုတဲ့နမင်းကြီးရှိတယ်ပေါ့သူကအစည်းဝေးတက်နေတာအစည်းဝေးသွားနေတာညတင်ကလည်းအစည်းဝေးရှိတယ်နော်တွေ့ဆုံဆွေးနွေးတဲ့အစည်းဝေးမှာသွားနေတော့သူကညာကြီးမင်းကြီးမှာအော်ဟစ်ပြီးတော့သွားတာဒီသူမနာရဲ့သမီးဒီကတာလာရဲ့ဇနီးကတားယောက်ျားလေးဖွာပါတယ်ဆိုတာကိုသူကသတင်းကောင်းကြားတဲ့ပေးတဲ့အနေနဲ့អော်ပြီးတော့သွားတယ်သွားတော့ဟိုကသူမနာနမင်းကြီးကကြားတာ哦ကြားတဲ့အခါမှာကျေးဇူးတင်ခုနလည်းဒီသတင်းစကားကိုပြောပေးဖို့ရတယ်ဆိုပြီးတော့ဒီကတာလာဆိုတဲ့ထမင်းဆောင်ဘလူးကလည်းပဲကျေးဇူးတင်တော့သူဘာပြောတော့ဟောဒီထမင်းပတ်ဝန်းကျင်မှာတဲ့ရွှေအိုး9လုံးရှိတယ်မင်းအဲ့ဒါမင်းယူတော့လို့ဆိုပြီးတော့ရွှေအိုးတွေပေးတယ်နောက်တစ်ခါသူမန
နတ်မင်းကြီးကလည်းငါ့ကိုသတင်းကောင်းပြောပေါ်ရတယ်ဆိုပြီးတော့ကျေးဇူးတင်ပြီးတော့ငါနေတဲ့ဘုံမိမ့်မှတစ်ပင်ရဲ့အရိပ်ကျတဲ့နေရာတိုင်းမှာရွှေအိုးတွေရှိတယ်အဲ့ဒီရွှေအိုးတွေမင်းတူးဖော်ပြီးတော့ယူရောလို့ဆိုပြီးတော့ပေးလိုက်တာတဲ့အဲ့ဒါနဲ့ကာကဝလိယကတထေးဖြစ်သွားတာနော်ဟိုရောက်တဲ့အခါကျတော့အဲ့ဒီအမျိုးသမီးကကာကဝလိယရဲ့ဇနီးကဒီတကျင်တင်ထားတယ်ဆိုတဲ့လူကလက်တွေကိုတန်းတကျင်နဲ့ရိုက်ထားတာကိုနော်ကားစဉ်တင်ထားတာဆိုတော့သူကထမင်းခွန့်ရတယ်ခွန့်ပေးရတာခွန့်ပေးပြီးတော့သူကျွေးတာမွေးတာစပြီးပြီဆိုတဲ့အခါမှာအဲ့ဒီတကျင်ရှို့ထားတဲ့ယောက်ျားကဒါလာကျွေးတဲ့လူကယောက်ျားမဟုတ်ဘူးအမျိုးသမီးပဲလို့ဆိုပြီးတော့အဲ့ဒီအမျိုးသမီးသပင်သူ့နားရောက်တဲ့အခါပါးစပ်နဲ့ကိုက်ဆွဲထားလိုက်တယ်ဟုတ်နော်တကျင်ရှို့ထားတဲ့လူကသပင်ကိုပါးစပ်နဲ့ကိုက်ဆွဲတာသူကလက်ကမလှုပ်နိုင်ဘူးပါးစပ်နဲ့ကိုက်ဆွဲထားလိုက်တဲ့အခါသူ့လက်ထဲပါတဲ့ဓာတ်နဲ့သပင်ကိုဖြတ်လိုက်တယ်သူကဖြတ်ပြီးတော့သူယုံထွက်ပြီးတော့သွားတယ်အေးအဲ့ဒါလို့ကျွေးမွေးပြီးကြောင်းကိုတက်တိပြတဲ့အခါကျတော့အဲ့ဒီသူကျွေးမွေးပြီးကြောင်းဆိုတာသူ့သပင်အဲ့ဒီလူရဲ့ပါးစပ်ထဲမှာရှိတယ်ဆိုတာကိုပြတာပေါ့အဲ့ဒါနဲ့ဘုရင်ကြီးစီတန်တော်ဦးတင်တော့ရသမျှရွှေဟိုးတွေတူးဖော်ပြီးသူတို့ဟာတထေးရလို့ရသွားကြအဲ့ဒါလို့နဲ့တထေးတွေဖြစ်သွားကြတာသူတို့ခေတ်ကအဲ့တော့ခဏခေတ်တထေးဖြစ်ပုံနဲ့တော့ကြွားချတာပေါ့နော်အဲ့တော့လောကမှာဒီလောကလူတွေဘာကြောင့်ဒီအခုလိုချမ်းသာကြွယ်ဝကြတယ်လေလို့ဆိုလို့ရှိရင်တော့ကုသိုလ်ကောင်းမှုကြောင့်ချမ်းသာကြွယ်ဝတယ်လို့ပဲရှိခေတ်အနေနဲ့ပြောမယ်ဆိုရင်တော့အဲ့ဒါလိုပြောသို့တော့ကုသိုလ်ကောင်းမှုတတ်တတ်လားလို့ဆိုမဟုတ်ဘူးသူတို့ရဲ့ရောင်းရေးဝယ်တာစီးပွားရေးနဲ့ပတ်သက်ပြီးကြွန့်ကျင်လိမ္မာမှုတွေလည်းပါတယ်ပေါ့အနာရဘိန်တထေးတို့ဆိုရင်လည်းအယောင်းဝယ်လုပ်ကြတယ်သို့တော့အနာရဘိန်တထေးကပင်စအမိတဘောကအမိတဘောကဆိုတဲ့တထေးကြီး၅ဦးထဲမှာမပါဘူးတရက်ကြတော့အဲ့ဒီမှာဝိတံခါဟာမေနကတထေးရဲ့မြီးဝိတံခါတော့ဘာဖြစ်လို့တာဝတိရောက်လာတယ်လဲလို့ဆိုတဲ့အခါမှာအဲ့ဒီခေတ်ကဗေမိတာရမင်းနဲ့ကောသလမင်းဟောဗေမိတာရမင်းကအင်္ဂတိုင်းနဲ့မကရာတိုင်းနှစ်တိုင်းကိုအုပ်ချုပ်တဲ့ဘုရင်ကောသလမင်းကြီးကကာတိတိုင်းနဲ့ကောသလတိုင်းနှစ်တိုင်းကိုအုပ်ချုပ်တဲ့ဘုရင်သူတို့နှစ်ဦးဟာအကြီးမားဆုံးချမ်းသာကြွယ်ဝဆုံးဘုရင်တွေပဲအဲ့တရက်တော့ကောသလမင်းကြီးကဗေမိတာရနဲ့သူနဲ့ကဘာတော်တော့ဆိုလို့ရှိရင်တော့ဒီကောသလကြီးရဲ့နှမနဲ့ဗေမိတာရနဲ့သူကဗေမိတာရရဲ့မိဖုရားတူကကောသလမင်းကြီးရဲ့နှမနော်အစာတတရဲ့မေတော်ဟာကောသလမင်းကြီးရဲ့နှမပဲအဲ့ဒါလို့သူတို့ကအဲ့တော့ရောက်ဖတ်တော်တယ်ပေါ့တရက်တော့ကောသလမင်းကြီးကသူ့နိုင်ငံမှာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်နဲတယ်ရှိဘူးလားဆိုတော့ရှိတော့ရှိတယ်သူ့နိုင်ငံချမ်းသာတာမိဂါရတထေးတို့ဝိသခာရဲ့ရောက်ခမဂရေ40ပဲချမ်းသာတယ်။ဟောအနာတဘိန်တထေးတို့ဆိုတာဒီတထေးတွေတော့ရှိတော့ရှိတယ်။အခုလို့အမိတဘောဂလို့ခေါ်တယ်။သုံးလို့ဆွဲလို့မကုံအောင်အတိုင်းတာမဲ့ချမ်းသာတဲ့တထေးတယောက်မှမရှိဘူး။မရှိတဲ့နဲ့ဗိမိသရမင်းကြီးစီသွားလေရင်သူကတထေးတောင်းလာတာ။နော်သူ့နိုင်ငံတထေးနဲ့လို့တထေးပေးပါပေါ့။ပြီးတော့ဗိမိသရမင်းကြီးကဒီတထေးကြီး5ဦးတည်းကတယောက်ယောက်ပေးလို့မဖြစ်ဘူးတဲ့။သူတို့ပေးလိုက်လို့ရှိရင်မြေကြီးလှုပ်ရတယ်လို့ဖြစ်လိမ့်မယ်သူတို့ကအမတန်မှကြီးမားတယ်ပေါ့ဒုတယ်တွေအမတန်ကြီးမားတယ်အဲ့တော့ဘသူပေးရင်ကောင်းမလဲလို့စဉ်းစားတဲ့အခါအင်္ဂတိုင်းဗတ္တိယမျိုးကမေနကတထေးရဲ့သားဒနင်စရကိုပေးရရင်ဖြင့်ကောင်းလိမ့်မယ်လို့သူလည်းအမတန်ချမ်းသာတာပဲလေဝိသခာရဲ့အဖေဝိသခာရဲ့အဖေကိုရွေးလိုက်တယ်ရွေးလိုက်ပြီးတော့ဗေမိတာရဘုရင်ကြီးကကောသလမင်းကြီးကတထေးလိုတယ်တဲ့တထေးလိုက်သွားနိုင်လားလို့ဆိုသူလိုက်သွားပါမယ်ဆိုပြီးသွားလိုက်တာနဲတာမဟုတ်ဘူးသူ့အတိုင်းဝိုင်းကအဲ့ဒီခေတ်ကချမ်းသာကြွယ်ဝတယ်ဆိုတဲ့နေရာမှာလူတွေလည်းသူ့ရဲ့အချမ်းရအများကြီးပဲတစ်မျိုးစာလောက်လူတွေရှိတယ်နော်
သူ့ရဲ့ဝေယဝိဆလှုပ်တဲ့လူတွေရောလေယာလှုပ်တဲ့လူတွေရောကျွဲနွားတိရစ္ဆာန်တွေကလည်းအများကြီးပဲစစ်တပ်ကြီးတရရွှေ့တဲ့လောက်မကဘူးသူတို့ကအချမ်းရံတွေကအများကြီးပစ္စည်းဥစ္စာတည်တဲ့ပုဂ္ဂိုလ်တွေလှဲတွေနွားတွေအချမ်းရံတွေအများကြီးမျက်စိတဆုံးမကလူအုပ်ကြီးနဲ့ရွေ့ရှားပြီးတော့သွားတာအဲ့တော့ကောသလမင်းကြီးခေါ်သွားတဲ့နောက်လိုက်သွားပြီးတော့တာဝတိမြို့မရောက်ခင်6 ယူဇနာလောက်ခွာဝေးတဲ့တာကေတဆိုတဲ့နေရာရောက်တဲ့အခါကျတော့တထေးကမေးတယ်ဒါဘသူနေတုံးဆိုကောသလမင်းကြီးကဒါသူ့နေနဲ့ရောက်ပြီတဲ့အဲ့ဒါဆိုလို့ရှိရင်တာဝတိမြို့ထီအောင်မလိုက်ပြရစေနဲ့မြို့ကကြမ်းကျင်းနေပေါ့သူ့ရဲ့အတိုင်းဝိုင်းလူတွေကျွဲတွေနွားတွေကလည်းအလွန်များတယ်များတော့ကြဲကြဲဝုန်းဝုန်းသူဒီနေရာမှာပဲမြို့တည်ပြရစေဆိုပြီးတော့သူကိုယ်တိုင်ရွေးချယ်ပြီးတော့မြို့တယ်လို့တာကေတကိုယ်တိုင်တည်ထောင်တဲ့မြို့ကိုယ်တိုင်နေဖို့ရွေးချယ်တဲ့မြို့ဆိုတဲ့အဓိပ္ပာယ်နဲ့တာကေတအခုရန်ကုန်သားကတာကေတပြောတာမဟုတ်ဘူးเนาะအဲ့ဒီကနာမည်ကိုယူထားတာတည်းဟောအဲ့ဒီတာကေတမြို့ဟာဝိတခါရဲ့အဖေတည်တဲ့မြို့လို့ပြောမှာဝိတခါတို့မြို့ရသော်ဘုရားကမေနကတထေးစီကြွတဲ့အခါမှာဝိတခါက9နှစ်သမီးပဲရှိသေးတယ်ခရကြွလာတဲ့အခါကျတော့သူ့အချမ်းရံဒီတထေးသမီးတွေဆိုတာအချမ်းရံ900လောက်ရှိတယ်ညင်ထားတွေနဲ့ချမ်းချမ်းသာသာသူတို့မှာမပြင်းအောင်ဆိုပြီးတော့ချွေရံနေနဲ့ထားဖះကြွလာတဲ့အခါမှာသူ့ချမ်းရံနေနဲ့သူမြတ်စွာဘုရားကိုကြိုးကြတယ်သူကအလွန်လိမ္မာရေးချရှိတယ်တဲ့ငယ်ငယ်လေးကလေးကလိမ္မာမာလေးလိမ္မာပတ်တ်ပြောတတ်ဆိုတတ်ကလေးပါရမီရှိတဲ့ပုဂ္ဂိုလ်တွေကမတူဘူးနော်ငယ်ငယ်လေးတဲ့မတင်ပြရဘူးလိမ္မာရေးချရှိကြတယ်အဲ့တော့ဝိသခါလည်းအလွန်လိမ္မာရေးချရှိတော့မြတ်စွာဘုရားစီလာပြီးရှိခိုးတယ်ပြောတတ်ဆိုတတ်တယ်မြတ်စွာဘုရားဟောတဲ့တရားကိုနာယူပြီးသူအဲ့ဒီတုန်း9နှစ်သမီးကလေးသောတာပန်ဖြစ်သွားတာသူတို့ဗတ္တိယမြို့ကြွလာကြတဲ့သောတာပန်ဖြစ်သွားတယ်နောက်တော့ကောသလမင်းကြီးကတောင်းလို့သူ့အဖေနဲ့တာကေတကိုပါသွားတာသူ16နှစ်အရွယ်လောက်ရောက်တဲ့အခါကျတော့သာဝတိမိခါရတထေးကသူ့သားအတွက်ဇနီးလောင်းလိုက်ရှာတဲ့အခါမှာဝိသခါနဲ့တွေ့ပြီဝိသခါရဲ့အဖေကမေးတယ်မင်းတို့တထေးကဘလောက်ချမ်းသာတော့ဆိုမိခါရတထေးဘလောက်ချမ်းသာတော့ဆိုဂတိ40တဲ့ဆိုတော့တထေးကြီးကမှပြောတော့ဆိုငါအနေနဲ့ပြောရင်တော့ချင်းရွေးပြားလောက်ပဲရှိပါတယ်လို့ပြောနော်သူကအမိတ္တဘောကတထေးတာကိုသူ့အနေနဲ့ဆိုရင်ဂတိ40ဆိုတာတနေ့တည်းတောင်သုံးလို့ရတဲ့အနေအထားမျိုးပေါ့နော်ဘာမှမချမ်းသာဘူးသို့တော်လဲငါသမီးအတွက်ဒီတက်တောင်ဖြစ်အောင်သူစီမံပေးမယ်ဆိုပြီးတော့ဝိသခါကိုအိမ်တော်ချပေးလိုက်တဲ့ဝိသခါတာဝတိရောက်သွားတာတာဝတိရောက်သွားတာမိဂရတထေးနဲ့ရဲ့သားနဲ့အိမ်တော်ကြောက်သွားတာပုံနာဝဋ္ဌနာနဲ့အဲ့တော့ဒါမြတ်စွာဘုရားလက်ထက်ကတထေးတွေဟာဒီလိုချမ်းသာကြွယ်ဝမှုတွေရှိကြအဲ့တော့ချမ်းသာကြွယ်ဝမှုဆိုတာလောဘတကြီးရှာလို့ဖွေလို့ချမ်းသာကြွယ်ဝတာမဟုတ်ဘူးအတိတ်ကံကဒါနကောင်းမှုလုပ်ပြီးတော့အလောဘလို့ဆိုတဲ့စွန့်လွတ်မှုတွေကြောင့်ချမ်းသာကြွယ်ဝလာကြတယ်ဆိုတာဘုန်းကြီးတို့တွေအကဲဖြတ်လို့ရတယ်ပေါ့အလောဘဆိုတာ generosity လို့အာသာပြန်ရက်ရောတယ်ဟောအများအတွက်ဒီမျှဝေသုံးဆောင်တယ်ပေးကမ်းတယ်ရသော်ဘုရားကိုယ်တိုင်ကိုကပစ္စည်းဥစ္စာရလာတာဟာတဲ့ရှားဝေလို့ရလာတဲ့ပစ္စည်းကဘယ်လိုသုံးရမလဲဆိုတော့မြတ်စွာဘုရားဟောထားတာရှိတယ်မြတ်စွာဘုရားကအတ္တနံဒုက္ခိတိပိနေတိကိုရှားလို့ရလာတဲ့ပစ္စည်းကိုကိုချမ်းသာအောင်ထားရမယ်ချမ်းသာအောင်သုံးပြုရမယ်ဒါနံပါတ်1နံပါတ်2ကျတော့မိဘတွေကိုချမ်းသာအောင်ထားရမယ်နံပါတ်3ကျတော့မိသားစုချမ်းသာအောင်ထားရမယ်နံပါတ်4ကမိတ်ဆွေပေါင်းတင်နေချမ်းသာအောင်ထားရမယ်နံပါတ်5ကျတော့ဒါနကောင်းမှုပြုရမယ်လို့ဒီလိုရလာတဲ့ပစ္စည်းကိုစနစ်တကျသုံးဖို့မြတ်စွာဘုရားကညွှန်ကြားအကယ်၍တချို့ပုဂ္ဂိုလ်တွေကျတော့ပစ္စည်းကိုနှမျောပြီးတော့သိမ့်ုံသိမ့်ထားပြီးကိုယ်လည်းမသုံးသူများလည်းမပေးနေတဲ့ပုဂ္ဂိုလ်မျိုးတွေကလည်းရှိသေးတယ်အဲ့ဒီပုဂ္ဂိုလ်တွေပိုင်ဆိုင်တဲ့ပစ္စည်းကိုတော့မြတ်စွာဘုရားကဘလူးဆောင်နဲ့ရေကန်ထဲကရေတွေလိုပဲတဲ့
ဘလူးဆောင်တဲ့ရေခံဆိုတာဘယ်သူမှဝင်ပြီးတော့ချိုးလည်းမချိုးရဘူးခတ်လည်းမခတ်ရဘူးချိုးမဲ့ခတ်မဲ့ဆိုရင်တော့ဘလူးနဲ့တွေ့ပြီပေါ့ဒါကြောင့်မို့ဘလူးဆောင်တဲ့ရေခံတွေကရေတွေဟာဒီတိုင်းပဲတဖြည်းဖြည်းခန်းချောက်သွားတာဘယ်သူအတွက်မှမဖြစ်ဘူးအေးချမ်းသာကြွယ်ဝမှုတွေဟာအခုလိုမိမိကိုယ်တိုင်ချမ်းသာအောင်သုံးတယ်မိဘတွေချမ်းသာအောင်ထားတယ်မိသားစုတွေချမ်းသာအောင်ထားတယ်ဆွေမျိုးသားချင်းတွေမိတ်ဆွေပေါင်းသင်းတွေချမ်းသာအောင်ကူညီပေးတယ်ဒါနကောင်းမှုလုပ်တယ်လို့စနစ်တကျဒီလိုအသုံးမပြုတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်တော့ဘလူးဆောင်တဲ့ရေကန်တွေကရေတွေလိုပဲလို့မြတ်စွာဘုရားတင်စားပြီးဟောတယ်အဲ့ဒါကြောင့်မို့လို့ပစ္စည်းဥစ္စာရလာလို့ရှိရင်မြတ်စွာဘုရားကတော့ဘာလို့စနစ်တကျသုံးဆွဲတတ်ရမယ်တဲ့အကယ်၍မသုံးဆွဲဘူးဆိုလို့ရှိရင်တော့ရလာတဲ့ပစ္စည်းဟာကိုယ်ပြန်ဖြည့်ဆည်းနိုင်တယ်လို့တတိပေးဟောကြားထားတာရှိတယ်ဟနန္တိဘောဂဒုံမေတံနောစပါရခဝေတိနောဆိုလိုတာကဘောဂစိစိဥစ္စာတွေဟာဒုံမေတံစဉ်းစားဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟနန္တိဖြည့်ဆည်းဖြစ်တတ်တယ်ပစ္စည်းဥစ္စာရလာပြီဆိုလို့ရှိရင်ရလာတဲ့ပစ္စည်းဥစ္စာကိုစနစ်တကျအသုံးမချတဲ့ပုဂ္ဂိုလ်ပစ္စည်းဥစ္စာကပြန်ပြီးတော့ဖြည့်ဆည်းသွားတယ်လို့ဒီလိုဆိုတာပေါ့နော်အေးပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးတော့ဒါနကောင်းမှုလည်းမလုပ်ဘူးမိမိကိုယ်တိုင်လည်းမသုံးဘူးဆိုရင်ဒါသူဖြည့်ဆည်းတာပဲနောက်ဆုံးမှဒီပစ္စည်းဥစ္စာတွေဆွဲလန်းပြီးတော့သေဆုံးသွားတဲ့ပုဂ္ဂိုလ်ဟာလောဘနဲ့သေလို့ရှိရင်ပြိတ္တာဖြစ်တယ်ဆိုတာပစ္စည်းဥစ္စာကိုဆွဲလန်းပြီးတော့သွားလို့ရှိရင်ပြိတ္တာဘဝရောက်သွားကြတာတွေများတချို့ကြတော့မွေကြီးတွေဖြစ်တယ်မွေတွေကဒီဒါကြောင့်မလို့မွေငကားတွေရှိတဲ့နေရာမှာရွှေအိုးရှိတယ်ဆိုတာလူဘဝတုန်းကရွှေအိုးမြုပ်ထားပြီးတော့အဲ့ဒီရွှေအိုးသေကနေမှဆွဲလန်းပြီးသေလို့အဲ့ဒီမှာမွေသွားဖြစ်တာလို့ဒီလိုလဲရှိတယ်ပေါ့နော်ပစ္စည်းဥစ္စာကိုဆွဲပြီးတော့သေလို့ရှိရင်ကတော့တရားအဲ့ဒီမှာသွားဖြစ်တတ်တယ်ပေါ့အခုခေတ်ဗမာတွေပြောလို့ရှိတာတော့ဥစ္စာဆောင်ဆိုတာရှိတယ်နော်ဥစ္စာဆောင်သွားဖြစ်တယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားကအသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ကိုတဲ့ပစ္စည်းဥစ္စာကဖြည့်ဆည်းတတ်တယ်သို့တော်လည်းဒီပစ္စည်းဥစ္စာကိုစနစ်တကျသုံးပြီးတော့နိဗ္ဗာန်ဆိုတဲ့တစ်ဖက်ကံတက်လှမ်းမှုကြိုးစားတဲ့ပုဂ္ဂိုလ်တွေကြတော့ပစ္စည်းဥစ္စာကမဖြည့်ဆည်းနိုင်ပါဘူးတဲ့နောစပါရခဝေတိနောပါရခဝေတိဆိုတာဒီဘက်ကံဆိုတဲ့တန်တရားမှမနေပဲနဲ့ဟိုဘက်ကံဆိုတဲ့နိဗ္ဗာန်ကိုမျှော်မှန်းရှာကြမ်းနေကြတဲ့သူတော်စင်တွေကြတော့ဒီပစ္စည်းကိုအသုံးပြုပြီးတော့ကောင်းမှုတွေလုပ်ကြတယ်အဲ့ဒါလို့ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့ပစ္စည်းကမဖြတ်နိုင်ဘူးလို့ဒီလိုဆိုလိုတာပေါ့နော်ဟနန္တိဘောဂဒုံမေထံနောစပါရခဝေတိနောဒီဘောဂတဏယဒုံမေတောဟန္တိအညေဝအတ္တနာသူများကိုကဖြည့်ဆည်းတယ်လို့ပဲဘောဂတဏလို့ဆိုတဲ့ပစ္စည်းဥစ္စာပေါ်မှာတွေ့တာတဲ့တဏကကိုယ့်ကိုပြန်ပြီးတော့ဖြည့်ဆည်းတတ်တယ်လို့မြတ်စွာဘုရားကဒီလိုဟောတယ်ပစ္စည်းနဲ့ပတ်သက်လာဟုတ်ပြီကြွယ်ဝချမ်းသာမှုတွေဟာမြတ်စွာဘုရားလက်ထက်ကကြွယ်ဝချမ်းသာမှုတွေဟာဒီတရားတစ်ဖြင့်မိမိတို့ရဲ့ကုသကံအလျောက်ရလာတဲ့ပစ္စည်းဥစ္စာတွေများတာဖြစ်တယ်ခဏခေတ်မှာကဘာကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပစ္စည်းဥစ္စာတွေဟာဘယ်ပုံဘယ်နည်းရကြတာလဲလို့အေးမှန်မှန်ကန်ကန်ကောင်းရောင်းကောင်းဝယ်လုပ်ပြီးတော့ပစ္စည်းဥစ္စာရတဲ့ပုံကိုယ်တွေလည်းရှိတယ်ပေါ့နော်ကောင်းရောင်းကောင်းဝယ်သို့တော့ရှေ့ခေတ်နဲ့မတူတဲ့အချက်တွေကဘာတွေထူးခြားလာတယ်လဲလို့ဆိုမြတ်စွာဘုရားကဟောထားတယ်လောဘောဒေါသောစမောဟောစပုရိတံပါပစေတတံဆိုးရုပ်တဲ့အတွေးအကြံတွေရှိတဲ့ပုဂ္ဂိုလ်တွေကိုလောဘဒေါသမောဟဆိုတဲ့ဒီတရားတွေကဒီဖြည့်ဆည်းတတ်တဲ့ဥပမာဘာနဲ့တူတယ်လဲလို့ဆိုလို့ရှိရင်တော့သူကဒီပုဂ္ဂိုလ်တရားကိုဖြည့်ဆည်းတယ်ဆိုတာသူတဏ္ဍာမှာဖြစ်တဲ့လောဘဒေါသမောဟကဒီပုဂ္ဂိုလ်ကိုဖြည့်ဆည်းတယ်ဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်ဝါပင်ကအသီးသီးတာနဲ့အလားတန်တူတယ်ဝါပင်အသီးသီးလို့ရှိရင်အသီးကပဲဝါပင်ကိုပြန်တတ်သွားတယ်ပေါ့လို့ဆိုတာကျူပင်အသီးသီးရင်လည်းကျူပင်သေးတယ်ငပြောပင်အသီးသီးလို့ရှိရင်လည်းငပြောပင်သေးတယ်ပေပင်အသီးသီးလို့ရှိရင်လည်းပေပင်ကသေးတယ်
အဲ့ဒါကြောင့်မို့အဲ့ဒီအသီးတွေဟာဒီပင်ကိုပဲပြန်တတ်တယ်ပေါ့ထို့တူပဲလောဘဒေါသမောဟတွေဆိုတာတရားဝရရဲ့တဏ္ဍမှာဖြစ်လာပြီဆိုလို့ရှိရင်ဒီလောဘကပဲပြန်ပြီးတော့ဖြစ်စီသွားတယ်ဒေါသကပဲသူ့ကိုပြန်ဖြစ်စီတယ်မောဟကပဲပြန်ဖြစ်စီတယ်ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ပစ္စည်းဥစ္စာကိုစနစ်တကျမသုံးဘူးဆိုရင်လောဘဒေါသမောဟတွေရဲ့လွှမ်းမိုးမှုခံပြီးတော့ဒီပုဂ္ဂိုလ်ဟာဒီဘဝမှာချမ်းသာပြီမဲ့လို့နောက်ဘဝကျတော့အပင်ငယ်ချသွားရင်ဒါဖြစ်စည်းတယ်လို့ခေါ်တာပဲပေါ့နော်အဆင့်နစ်မြုပ်သွားဒါစကြုံမြို့မှာအယောင်းဝယ်လုပ်တဲ့ဈေးသည်မကြီး၄ယောက်ရှိတယ်အဲ့ဒီဈေးသည်မကြီး၄ယောက်ဟာအလေးတင်းတောင်းမမှန်မကန်တဲ့ရှားသမျှရောင်းကြတယ်ဝယ်ကြတယ်တရားနည်းနဲ့ရောမတရားနည်းနဲ့ရောရောင်းနေဝယ်တယ်တဲ့အယောင်းဝယ်လုပ်တယ်အယောင်းဝယ်လုပ်ပြီးတော့ရှိသမျှပစ္စည်းတွေဒီလိုပဲစုပြီးနောက်ဆုံးကြတော့သူတို့ကတည်သွားကြတယ်တည်သွားတဲ့အခါကျတော့ဘယ်သွားဖြစ်တုံးဆိုအဲ့ဒီရာဇဂိုမြို့အနီးနားမှာပြိဋ္ဌာန်မကြီးတွေသွားဖြစ်တယ်ဒုက္ခတွေနဲ့စားရမယ်မဲ့တောင်းရမယ်မဲ့သူတို့ရှာကြံထားတဲ့ပစ္စည်းတွေကိုတော့သူတို့ရဲ့အမွေခံတွေကအခန့်သားစားနေကြအဲ့ဒါကိုကြည့်ပြီးတော့သူတို့ဟာမချင်မရဲဖြစ်ပြီးတော့ငိုပွဲဆင်ကြတယ်တဲ့အဲ့ဒါအကြောင်းကိုရေးထားတာရှိတယ်ပေါ့နော်မယံဘောကေတံဟရိမသမေနဝိသမေနသာတိအင်ကြီးပြိပုံဇန္တိမယံဒုက္ခတဘာခိနေသူတို့ကြီးတွားတဲ့ပုံနဲ့ငါတို့ဟာတရားနိလန်းနဲ့ရောတရားနိလန်းမကြတဲ့နည်းရောနည်းမျိုးစုံနဲ့စီးစိမ်ဥစ္စာတွေမရရအောင်စုဆောင်းခဲ့ကြတယ်တဲ့အဲ့ဒါတွေကိုအခုတခြားလူတွေကအမြိတ်သားခံစားနေကြတဲ့ငါတို့မတော့အဲ့ဒီအကုသိုလ်ရဲ့ဓာတ်တွေခံပြီးတော့အခုဆင်းရဲနေကြပြီကဲဘလို့နစ်နာတော့ဆိုတာစဉ်းစားကြည့်နော်အကုသိုလ်တွေဆိုတာအမတန်မှနစ်နာတယ်ပေါ့အဲ့ဒါပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်ဒီလောဘဒေါသမောဟတွေလွှမ်းမိုးလာပြီဆိုလို့ရှိရင်တော့မတရားတဲ့နည်းနဲ့ပစ္စည်းဥစ္စာတွေစုဆောင်းလာပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာဒုက္ခတဘာခိနိဒုက္ခပဲဖတ်တယ်မယ်လို့ဒီလိုဖြစ်မှာပဲအဲ့ဒီလိုဖြစ်လာနိုင်တယ်ဒီကနေ့ခေတ်မှာကြည့်မယ်ဆိုလို့ရှိရင်တော့ခေတ်ကဆိုးရုံလာတဲ့အခါကျတော့လူတွေဟာဘာတွေကြီးလာတော့လို့တစ်စိတ်တစ်စောင်းအကဲခတ်ကြည့်လောဘကြီးလာလောဘကြီးလာတယ်ဆိုတာဘာကြောင့်ပြောရတော့ဆိုလို့ရှိရင်ကိုစားဖို့ဝတ်ဖို့နေဖို့ထိုင်ဖို့ဒီလောက်အတိုင်းတာတယ်မကဘူးဒီချမ်းသာကြွယ်ဝဖို့နော်အကြီးအကျယ်တရားတဲ့နည်းနဲ့ရောမတရားတဲ့နည်းနဲ့ရောချမ်းသာကြွယ်ဝမှုဥစားပေးပြီးတော့လှုပ်လာသည့်အတွက်ကြောင့်လောဘတွေကများလာတယ်လို့ဒီလိုပြောအဲ့တော့ဒီလိုမလှုပ်ရဘူးလားလူဆိုတာချမ်းသာကြွယ်ဝကျင်တာပဲချမ်းသာကြွယ်ဝအောင်လှုပ်တာဟာအပြစ်လားလို့ဆိုတော့အဲ့ဒါကအပြစ်မဟုတ်ဘူးချမ်းသာကြွယ်ဝကျင်တာကအပြစ်မဟုတ်ဘူးချမ်းသာကြွယ်ဝကျင်လို့လှုပ်ပုံလှုပ်နည်းကြတော့ကောင်းတာပါတယ်မကောင်းတာပါတယ်ပေါ့မကောင်းတဲ့နည်းနဲ့လှုပ်ရင်အကောင်းမဖြစ်ဘူးပေါ့နော်ချမ်းသာကြွယ်ဝကျင်တာကိုအကြောင်းပြုပြီးတော့ဘာတွေဖြစ်လာတော့ဆိုဒီကနေ့ခေတ်မှာကြည့်ပေါ့နော်ဒီမိမိဘဝတစ်ခုရပ်တည်ဖို့အတွက်တင်မကတော့ဘူးချမ်းသာကြွယ်ဝဖို့ရအတွက်ဒီကိုယ့်ဘက်ကိုကောင်းရောင်းကောင်းဝယ်ရလို့ရလာတဲ့ပစ္စည်းဥစ္စာကိုစုဆောင်းပြီးတော့ချမ်းသာတာမဟုတ်တော့ဘဲနဲ့ဘာဖြစ်တယ်ဆိုတဘာဝတောတောင်ရေမြေတွေကိုဖျက်ဆီးပြီးတော့ယူတဲ့ဟာမျိုးကြတော့ဒါလောဘမကြီးပေဘူးလားလောဘတွေကြီးသွားပြီလို့ပြောရမှာပဲနော်တောတွေပြုံတောင်တွေပြောက်နော်တောတွေလည်းပြုံးသွားတယ်တောင်တွေလည်းပျောက်ကုန်တယ်ဒီလိုထိအောင်စီးပွားဥစ္စာတွေရှာပြီးမြေကြီးကြီးတွေတွင်းတွေတူအနက်တွေလောက်အကုန်လုံးမြေလှန်ပြီးတော့စီးပွားရှာတာကြတော့ဒါဟာလွန်ကဲတယ်လို့ပဲဒီလိုပြောရမှာပဲလွန်ကဲလာပြီလို့ဒီလိုဆိုအောင်အပေါ်ယံရှာတဲ့စီးပွားဥစ္စာနည်းနဲ့ကြီးပွားတိုးတက်အောင်မလုပ်တော့ဘဲနဲ့တောတောင်ရေမြေတွေကိုဖျက်ဆီးပြီးမြေလှန်ပြီးတော့စီးပွားရှာတဲ့နည်းကြတော့ဒါလောဘကြီးလွန်အကြီးသွားပြီလို့ဒီလိုပြော။ဘာနဲ့တူတော့ဆိုရင်ကိုနေတဲ့နေရာကိုကိုယ့်အကိုဖျက်ဆီးတဲ့သဘောဖြစ်တယ်။နော်။ကိုတွင်းကူတူးနံနဲ့အလားတူတူတယ်ပေါ့။ဒါကြောင့်မို့ကနေ့ခေတ်ကဘာကြီးကဘာဖြစ်လဲ။
ခဏိခေကဘာကြီးဟာပူနွေးလာတယ်ပူနွေးလာတာပူနွေးမှာပေါ့လူတွေရဲ့လောဘတွေဟာအလွန်ကြီးမားလာဘုန်းကြီးတို့ငယ်ငယ်တုန်းကမိလိုက်တယ်ဘုန်းကြီးတို့အရက်ရွာတွေမှာဆိုရင်ရေဝင်တဲ့အရက်တွေကိုအေယာဝတီမြေနုကျွန်းပေါ်ဆိုအေယာဝတီမြစ်ကမ်းကမြေနုကျွန်းပေါ်ဆိုသူက၄လလောက်ကရေလွှမ်းနေတာတရင်ညွတ်တစ်စောင်းဝုန်းလောက်ကျတော့ဂိုင်းဆိုင်ကြတယ်ပေါ့အဲ့ဒါကစုံနေုံကြရင်ဂိုင်းသိမ်းကြတယ်ကျန်တဲ့အချိန်ကြီးဟာရေဝင်ပြီးတော့ရေတက်နေလို့လူတွေမှာဘာမှလည်းစိုက်ပျိုးမှုမရှိဘူးအလုပ်လည်းတိတ်မလုပ်ကြတော့အဲ့ဒါလို့နေကြတာနေကြတဲ့အခါမှာပြောမယ်ဆိုရင်တစ်ဖက်ကကြည့်ရင်တော့မတိုးတက်ဘူးလို့ပြောမှာပေါ့နော်ဟုတ်ပြီပစ္စည်းဥစ္စာကလည်းဘာရှိတယ်ထမင်းချက်တာလည်းမြေအိုးနဲ့ပဲချက်တယ်နော်တောတွေတောင်တွေကလည်းမပြုံးဘူးအဲ့တော့ထင်းခုတ်လို့တောတွေတောင်တွေဘုန်းကြီးတို့ငယ်ငယ်တုန်းကဒီတောင်တွေရဲ့ပတ်ဝန်းကျင်မှာမြိုင်ကြီးတွေရှိတယ်တောင်ပေါ်ဆိုတာဘယ်သူမှမရောက်မြိုင်ကြီးတွေမြိုင်ဆိုတာတစ်ပင်တွေနဲ့အုပ်ဆိုင်ပြီးတော့နေတာအဲ့ဒီထဲကအသေးဖွဲလေးတွေလောက်ပဲထင်းခုတ်ကြတာမြိုင်ကြီးအခုခေတ်မှာတော့မြိုင်ဆိုတာပြစရာတောင်မရှိတော့နော်မြိုင်ပြစရာမရှိအဲ့ဒီပြစရာမရှိအောင်ဘာဖြစ်လို့ဒီလိုဖြစ်သွားတာတော့ဆိုလို့ရှိရင်ပြောမယ်ဆိုလို့ရှိရင်တော့ဘုန်းကြီးတို့စီကတောတွေပြုံးသွားတာတော့တခြားမဟုတ်ဘူးမိသွေးဖုတ်ပြီးတော့ရောင်းတဲ့လူတွေဟာဒါတခြားတနေကလာပြီးတော့ထင်းတွေခုတ်ပြီးတော့မိသွေးတွေဖုတ်မိသေးတွေကိုတိုင်းပြည်အနှံ့ရောင်းတာနဲ့တောတွေပြုံးသွားဒါသို့တော့ထင်ကြတယ်ဒေသလူတွေထင်းခုတ်လို့ပြုံးတယ်လို့ထင်တာမဟုတ်ဘူးဒေသလူတွေလောက်မခုတ်ဘူးအဝေးကနေလာပြီးတော့ခုတ်ပြီးတော့သွားကြတာအဲ့ဒါနဲ့မြိုင်ဆိုတာလုံးဝမရှိတော့ဘူးအဲ့ဒါဘာကြောင့်လုံးဆိုဒါကိုစားဖို့အတွက်တင်မဟုတ်တော့ပဲနဲ့ဖြည့်ဆည်းတဲ့အဆင့်ထိအောင်ရောက်သွားပြီလို့ပြောရမှာပဲလောဘတွေကြီးသွားကြပြီခုနကအမိတဘောကတထေးကြီးတွေဟာအခုလို့တောကြီးတွေခုတ်ပြီးတထေးဖြစ်တာမဟုတ်ဘူးမြေကြီးတဲ့တူးပြီးတော့စိန်ရွှေရတနာတွေရှာမြေလှန်ပြစ်ပြီးတထေးဖြစ်တာမဟုတ်ဘူးသူတို့တထေးဖြစ်ပုံကနော်ကုသိုလ်ကံကပေးလို့မြေကြီးကနေရွှေသီးလာကြတာတကယ်ကံကြမ္မာကပေးတဲ့ချမ်းသာသူကြွယ်ဝမှုတွေပဲဖြစ်တယ်အေးခဏိခေတ်မှာတော့လူတွေဟာလောဘတကြီးရှာကြဖွေကြပြီးတော့မြေလှန်တဲ့စနစ်နဲ့ရှာတော့တရားဇာတဆိုတာလေသူ့ဟာသူဖြစ်တဲ့အရာတွေဟာအကုန်လုံးကုံဆုံးရမယ့်အနေအထားမျိုးရောက်ကုန်တယ်ပေါ့ဒါဒီနိုင်ငံနဲ့ပြောတော့မဟုတ်ဘူးတခြားနိုင်ငံတွေလည်းဒီတိုင်းပဲနော်တခြားနိုင်ငံတွေကြားဖို့ရလိမ့်မယ်ကြောင်မီသွေးတွင်တို့ဘာတွင်ညာတွင်နေတယ်မှာလူတွေပြိုကျပြီးပိတ်မိနေတာတွေတို့အချိဒီလိုပဲမြေလှန်ပြီးတော့ရှားနေကြတာနိုင်ငံတွေကအဲ့တော့ချမ်းသာကြွယ်ဝမှုဆိုတာဒီအေးချမ်းမှုနော်အေးချမ်းမှုလူတွေရဲ့အေးဆေးဆေးနေရမှုဆိုတာကိုဖျက်ဆီးပစ်လိုက်ပြီပေါ့ဘယ်တော့မှမအေးချမ်းတော့ဘူးအများအားပူလောင်ပြီးတော့နေကြပြီမိမိစားစရာရှိရင်လည်းမဝသေးဘူးနောက်ထပ်ရဖို့ရာတွေစူးစမ်းလာကြတယ်ကိုလိုအပ်ချက်တဲ့အများကြီးပို့အောင်လောက်ကင်လာကြတဲ့အခါကျတော့လူတွေရဲ့လောဘကြောင့်တောတွေလည်းကုန်တယ်တောင်တွေလည်းပျောက်သွားတယ်မြေကြီးလည်းအလှန်ခံရရတယ်ဆိုနောက်ဆုံးမှာဘသူတွေပဲပြန်ပြီးတော့ဒုက္ခရောက်တော့ဆိုဒီမြေပေါ်နေတဲ့လူတွေပဲပြန်ဒုက္ခရောက်တော့နော်ဒီမြေပေါ်နေတဲ့လူအဲ့ဒါကိုပြောတာမြတ်စွာဘုရားကလောဘောဒေါသောစမောဟောစပုရိတံပါပစေတတံအေးယုံမှာတဲ့ယုံညံ့တဲ့အတွေးရှိတဲ့ပုဂ္ဂိုလ်လောဘဒေါသမောဟဆိုတာကဖြည့်ဆည်းတယ်ဟိန်တန္တိအတ္တတံပုဒ္ဒါကိုယ်တဏ္ဍာမှာကိုဖြစ်ပြီးကိုယ့်ကိုပြန်ဖြည့်ဆည်းတယ်ဆိုတော့ကိုယ်ပြန်ဒုက္ခပေးပြန်ဒုက္ခပေးတာဒီလိုဆိုတာပေါ့နော်အဲ့တော့အခုခေတ်မှာဟိုးလွန်ခဲ့တဲ့နှစ်60လောက်ကနေစရင်အများကြီးကွာခြားသွားတယ်အများကြီးကွာခြားသွားတယ်ပစ္စည်းဥစ္စာရှာဖွေမှုတွေဟာအမြဲတမ်းကြီးမားတဲ့လောဘတွေနဲ့ရှာတာဖြစ်လာပြီပေါ့ဒါကြောင့်မို့လို့အကုန်လုံးပြုံးသွားတယ်မြန်မာနိုင်ငံမှာဆိုရင်တစ်တော်ကြီးတွေပြုံးသွားပြီလေအကုန်လုံးပြုံးကုန်အဲ့ဒီလိုပြုံးတာဘာကြောင့်လုံးလို့အဓိကတရားခံပြောရင်ဟိုလူလက်ညှိုးထိုးဒီလူလက်ညှိုးထိုးเสียမလိုဘူးဘာလို့ဆိုလောဘပဲလောဘကဖြစ်စည်းသွားတာ
လောဘရှိကဲလောဘကြီးလာလို့ရှိရင်ဒေါသကနေမလားဆိုမနေဘူးလောဘတကြီးရှာဖွေထားတဲ့ပစ္စည်းကိုငါပစ္စည်းလာမထိနဲ့ဆိုထိရင်ချမယ်ဆိုတဲ့ဒေါသပါလာပြီပိုင်တဲ့ပစ္စည်းတစ်ခုကိုကာဝယ်ဆောင်ရှောက်ဖို့ဆိုတဲ့ဒေါသနောက်ကလိုက်လာပြီလေလောဘဖြစ်လာရင်ဒေါသနောက်ကလိုက်လာတာပဲအဲ့ဒီလိုလောဘဒေါသဖြစ်ပြီးတော့ပျက်စီးရမှာကိုမသိတာမောဟတဲ့ဒီလိုဖြစ်တာပေါ့နော်အဲ့တော့မြတ်စွာဘုရားဟောတဲ့တရားတော်အရာကြည့်မယ်ဆိုလို့ရှိရင်ဒီကနေ့ခေတ်လူတွေရဲ့ချမ်းသာကြွယ်ဝမှုတွေဟာလောဘဒေါသတွေနဲ့အရင်ခံပြီးတော့ချမ်းသာကြွယ်ဝမယ်ဆိုလို့ရှိရင်တော့ဒီလောဘရဲ့ဖြစ်စည်းမှုဒေါသရဲ့ဖြစ်စည်းမှုမောဟရဲ့ဖြစ်စည်းမှုကိုဧကန္တိဋ္ဌခံကြရမှာပဲလို့ဟိန္တန္တိအတ္တတံဘူတာတသတာရံဝတံဖလံဝါဒီကဝါပင်ကိုတတ်တယ်လို့ပဲကိုယ်တဏ္ဍမှာဖြစ်တဲ့လောဘဒေါသတွေကဒီပုဂ္ဂိုလ်ပြန်ပြီးတော့ဒုက္ခပေးလိုက်မယ်လို့ဒီလိုဆိုတာပေါ့နော်ကဘာကြီးပူနွေးပြီးတော့ဒုက္ခရောက်လာတယ်ဆိုတာလူတွေလောဘကြီးလာလို့ဖြစ်တဲ့သဘောလောဘမကြီးဘူးကိုယ့်အကိုစားလို့ရုံပဲကျေနပ်ကြမယ်ဆိုလို့ရှိရင်တော့တော်လည်းပြုံးစရာမရှိဘူးတောင်းလည်းပြုတ်စရာမရှိဘူးနော်အပေါ်ယံစားမယ်စိုက်ပျိုးစားကြမယ်ရောင်းဝယ်စားကြမယ်မဝပြီဘူးလားဝရတယ်လေအပူသုံးနေအပူတွေအတွက်လူတွေဟာရှာကြတယ်ဖွေကြတယ်ပြီးတော့လည်းမလုပ်တော့ဆိုရင်ထပ်ပစ်ခဲ့ကြဘလောက်ချမ်းသာနောက်ဆုံးမှထပ်ပစ်ခဲ့ရမှာပဲအေးဒါကြောင့်ကမ္ဘာလောကကြီးမှာဘုန်းကြီးတို့တွေဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့တန်ဝေကယူเสียပဲလောဘတွေရဲ့အပူမီဒေါသတွေရဲ့အပူမီမောဟတွေရဲ့အပူမီတွေဟာကမ္ဘာလောကကြီးကိုမိဟုံတောက်အောင်ဖြစ်ပေါ်စေနေတယ်လူတွေရဲ့တဏ္ဍာမှာဖြစ်တဲ့အပူမီတွေကပိုကြီးတယ်ချမ်းသာကြွယ်ဝမှုရဖို့ရအတွက်ကြိုးပမ်းအထောက်ကြတာဟာမှန်ကန်တဲ့နီလန်းနဲ့ကြိုးပမ်းအထောက်တာမဟုတ်ဘူးမှားယွင်းတဲ့နီလန်းနေနဲ့ကြိုးပမ်းအထောက်နေကြတယ်ကြိုးပမ်းအထောက်နေကြတဲ့အတွက်ကြောင့်လောဘတွေကြီးထွားလာတယ်ဒေါသတွေကြီးထွားလာတယ်မောဟတွေကြီးထွားလာတယ်အဲ့ကြီးထွားလာတဲ့လောဘဒေါသမောဟတွေရဲ့အကျိုးဆက်တွေကိုဘယ်သူခံရမလဲလို့ဆိုရင်ဒီပုဂ္ဂိုလ်တွေပဲခံကြရမှာပဲဖြစ်တယ်ဒါကြောင့်မို့ဘုရားမြတ်စွာရဲ့အဆုံးအမကိုသိရှိပြီးတော့တို့တွေဟာပစ္စည်းဥစ္စာမရှာရဘူးမဟုတ်ရှာရမယ်ရှာလို့ရလာတဲ့ပစ္စည်းဥစ္စာတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာပဲဖြစ်ရတစုံတစ်ခုဖြည့်ဆည်းပြီးတော့ရတဲ့ပစ္စည်းဥစ္စာမျိုးမဟုတ်စေရဘူးတရားသဖြင့်ရတဲ့ပစ္စည်းဥစ္စာဖြစ်ရမယ်ရလာတဲ့ပစ္စည်းဥစ္စာကိုလည်းမိမိကိုချမ်းသာအောင်ထားတယ်မိဘကိုချမ်းသာအောင်ထားတယ်မိသားစုကိုချမ်းသာအောင်ထားတယ်ဆွေမျိုးမိတ်တင်ငါတွေချမ်းသာအောင်ထားတယ်ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့ဒီ၅မျိုးနဲ့အသုံးချပါနော်စနစ်တကျအသုံးချရရောက်တယ်တဲ့အဲ့ဒီတိုင်အသုံးမချဘူးဆိုလို့ရှိရင်ရလာတဲ့ပစ္စည်းတွေရှားခြင်းသမျှရှာတနေ့ပြုတ်ကနေသေသွားအကုန်ထားပြခဲ့နော်ပဟာယကမဏိယတဲ့ထားပြီးသွားရမှာကြီးပဲယူသွားလို့မရဘူးအဲ့ဒါကြောင့်မို့ပါသွားတာကတော့လောဘတကြီးရှာလိုက်တဲ့အခါမှာရလာတဲ့ပစ္စည်းတွေကတော့ရပါရဲ့သူစီမှာပါသွားမှလောဘရဲ့အကျိုးဆက်တွေပါသွားမယ်ဒေါသရဲ့အကျိုးဆက်တွေပါသွားမယ်မောဟရဲ့အကျိုးဆက်တွေပါသွားမယ်သူရှာလိုက်တဲ့ရွှေတွေငွေတွေကတော့ပါသွားမှာမဟုတ်ဘူးသူရှာထားတာတွေကတော့အကုန်လုံးထားခဲ့ရမှာအဲ့ဒီတန်ဝေကကိုမှတ်သားပြီးတော့เนาะဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းတို့တွေဟာလောဘတွေဟာလွန်ကဲတဲ့လောဘမဖြစ်စေရဘူးမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်လေးတွေမှာယံလတ္တတေနတုဋ္ဌပံကိုရတဲ့အခြေအနေလေးတစ်ခုနဲ့ကျင့်တတ်ရောင်ရရမယ်တဲ့မြတ်စွာဘုရားကျင့်တတ်ရောင်ရရမယ်သာဝတိပြည့်စုံနေလို့ရှင်အဲ့ဒါနဲ့ကျင့်တတ်ရောင်ရရဒီလိုဆိုလို့တော့ပေါ့မတရားသဖြင့်တော့မရှာနဲ့ပေါ့တရားသဖြင့်ကြိုးစားပြီးအလုပ်လုပ်တာတော့လုပ်အောင်မရှာရဘူးလို့ပြောတာမဟုတ်ဘူးအဓိပ္ပာယ်နဲ့တွားပြီးတော့မကောင်းတဲ့နည်းတွေနဲ့မရှာဘူးမှန်ကန်တဲ့နည်းလမ်းနဲ့ပဲရှာယံလတ္ထံတေနတုဋ္ဌပံရတာနဲ့ကျင့်တတ်ပါတဲ့အတိလောဘောဟိပါပကောတဲ့လွန်ခဲ့တဲ့လောဘဟာဆိုးတယ်ဒီလိုဆိုတာပေါ့နော်လွန်ခဲ့တဲ့လောဘဆိုးတယ်ဆိုတာသာတကထဲမှာဘာပါတော့လို့ဆိုလို့ရှိရင်ပုံနာကြီးတယောက်
သူဇနီးတယ်ရဲ့သမီး3ယောက်ရဲ့ဇနီးတယ်ကထုံလန်းနန္ဒာသမီး3ယောက်ကနန္ဒာနန္ဒဝတီသူတုံတရီနန္ဒာလို့နော်သမီး3ယောက်ရှိတယ်အဲ့တော့ပုံနာကြီးကတည်သွားတယ်တည်သွားတဲ့အခါကျတော့မိသားစုတန်ရောစဉ်သူမပြတ်ဘူးတည်သွားတော့ဘယ်မှာသွားဖြစ်တယ်ဆိုရွှေဟင်းသာမျိုးသွားဖြစ်တယ်တဲ့သူကရွှေဟင်းသာသွားဖြစ်တယ်ဖြစ်တဲ့အခါကျတော့မိသားစုစီလာပြီးတော့တနေ့ကိုအတောင်လေးတစ်ထောင်ပေးသွားတယ်ရွှေအစ်စ်နော်သူခန္ဓာကိုယ်ကငှက်တောင်လေးတစ်ခုပေးသွားတယ်အဲ့တော့တနေ့တစ်ထောင်ကိုမကျင့်တတ်ဘူးတနေ့တစ်ထောင်ဆိုရင်စားလောက်တဲ့ပေါ့သူတို့မိသားစုမဆင်းရဲဘူးစားလောက်တယ်အဲ့ဒါထုံလနန္ဒာဆိုတဲ့ဇနီးလုပ်တဲ့ပုဂ္ဂိုလ်ဟာမကျင့်တတ်တဲ့အခါကျတော့အဲ့ဒီဟင်းသားကိုဖမ်းချုပ်ပြီးတော့ရှိသမျှအမွှေးတွေအကုန်နှုတ်ပြရွှေတောင်တွေအကုန်နှုတ်ယူလိုက်တယ်ရွှေတောင်နှုတ်လိုက်တဲ့အခါပြန်ပေါက်ထားကြတော့အဖြူတွေဖြစ်သွားရွှေမပါတော့ဒီလိုဆုံးလာပေါ့အဲ့ဒါကြောင့်မို့လို့ကလေးတွေမြန်မာဖတ်စာထဲမှာလည်းပဲရွှေငန်းကြီးကနေပြီးတော့တနေ့ကိုရွှေဥလေးဥပေးတယ်ဆိုတာရှိတယ်လေအဲ့ဒီဥပေးတာကိုမကျင့်တတ်လို့ဗိုက်ထဲမှာရှိမယ်ထင်ပြီးတော့ဗိုက်ခွဲပြီးတော့ရွှေဥရှာတဲ့လူဟာဘာမှမရတယ်လို့ပဲအခုလည်းပဲဘုရားဟောတဲ့ဇာတကစရိုဒီထဲမှာဒါပါတယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားဟောထားတယ်ယံလတ္ထံတေနတုဋ္ဌပံအတိလောဘောဟိပပကောရတာနဲ့ကျင့်တတ်ရမယ်တဲ့မကျင့်တတ်လို့အတိလောဘလွန်ကဲဘယ်နည်းနဲ့ရတဲ့နည်းနဲ့လုပ်မယ်ဆိုတဲ့လွန်ကဲတဲ့လောဘမျိုးကတော့ဆိုးရုပ်တယ်မကောင်းတဲ့အကျိုးပေးနိုင်တယ်အဲ့ဒါမျိုးမရှိသင့်ဘူးလို့ဒီလိုဆိုတာပေါ့ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့လောဘနဲ့စီးပွားရှာတာမျိုးမဟုတ်ဘဲနဲ့ပညာနဲ့စီးပွားရှာတာမျိုးသာဖြစ်တယ်ပေါ့ပညာနဲ့စီးပွားရှာပြီးတော့ထိုရလာတဲ့ပစ္စည်းဥစ္စာကိုလည်းပဲလောဘနဲ့မထားဘဲနဲ့အလောဘလို့ဆိုတဲ့ generosity နဲ့ကိုယ်တိုင်လည်းအသုံးပြုမယ်တချို့ကကိုယ့်ကိုယ်တော်မတရားဘူးဆိုတာရှိတယ်နော်ကိုယ့်ကိုယ်တော်မတရားတဲ့လူရှိသေးတယ်အဲ့တော့ကိုယ့်ကိုယ်လည်းတရားပါမိဘကိုလည်းတရားပါဆွေတွေမျိုးတွေမိသားစုကိုလည်းတရားပါဟောဒါနကောင်းမှုကိုလည်းပြုပါလို့အဲ့ဒီလိုအသုံးပြုမှသာလေပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးမှန်ကန်တဲ့အသုံးပြုတာဖြစ်သောကြောင့်တည်သွားလို့ရှိရင်လည်းပဲဒီပစ္စည်းတွေကိုယူသွားရရောက်တယ်ပေါ့အဲ့ဒီလိုမသုံးမနဲ့သွားရင်ပစ္စည်းတွေကထားခဲ့ရတာပဲအတူတူပဲတဲ့ဒါကြောင့်မို့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးရတဲ့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့မြတ်ဗုဒ္ဓရဲ့လက်ထက်ကဗုဒ္ဓခေတ်နော်တထေးကြီးများနဲ့ကြွယ်ဝချမ်းသာမှုဆိုတာဟာကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ကြွယ်ဝချမ်းသာကြတာတောတောင်အရင်မြေတွေရှိသမျှတွေမြေလှန်ပြီးတော့ရှာကြံလို့ရတဲ့ချမ်းသာမှုမျိုးတွေမဟုတ်ဘူးတဲ့လောကကြီးကိုဖျက်ဆီးပြီးတော့ချမ်းသာတဲ့ချမ်းသာမှုမျိုးဟာတော့လွန်ကဲတဲ့လောဘလို့ခေါ်ရမှာပဲရွှေဟင်းသာကိုတစ်ကောင်လုံးကိုအမွှေးနှုတ်လိုက်တယ်လို့ဖြစ်မှာပဲအမွှေးနှုတ်လိုက်လို့ရှိရင်နောက်ထပ်ပြန်ပေါက်မှာတော့မွှေးဖြူတွေပဲဖြစ်တော့မှာပဲဒါကြောင့်မို့ဒီလိုမဖြစ်စေဘဲနဲ့မိမိတို့ရဲ့လောဘထိန်းချုပ်ကြရမှာဖြစ်လောဘဆိုတာကောင်းကျိုးမပေးဘူးလောဘရှိရင်ဒေါသဆိုတာလာမယ်ဒေါသလည်းကောင်းကျိုးမပေးဘူးမောဟဆိုတာအရာရာမှာပါနေပြီဒါကြောင့်လောဘဒေါသမောဟဆိုတဲ့ဒီတရားတွေဟာဒုသနာမှာကောင်းကျိုးမပေးတဲ့တရားတွေဖြစ်လို့ဒီတရားတွေကိုတွေဟာနှိမ်နှင်းပြီးတော့အလောဘအဒေါသအမောဟဆိုတဲ့တရားတွေတွေထူထောင်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်တည်း